ဒီစာအုပ်ကရှေးခေတ်တိုက်ခတ်ရေးနီးပြူဟာတွေတင်မဟုတ်ပဲဒီနှစ်ခေတ်စီးပွားရေးလူမှုရေးနဲ့လုပ်ငန်းခွင်မှာပါလက်တွေ့အသုံးချနိုင်မဲ့အတွေးအခေါ်တစ်တွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။စိတ်လိုက်မှန်ပါမဟုတ်ပဲတည်တည်ငြိမ်ငြိမ်ဆုံးဖြတ်တတ်တဲ့ခေါင်းဆောင်မှုအရင်အမြင့်တွေအလဟတ်တာမပြုံးတိစေပဲမတိုက်ခိုက်ပဲအနိုင်ယူနည်းနဲ့ကိုယ့်ဘက်ကမရှုံးအောင်ပြင်ဆင်နည်းတွေကိုတည်သွားပါလိမ့်မယ်။ဒါအပြင်ကိုယ့်အကြောင်းနဲ့ပြန်ဘက်အကြောင်းကိုပါနဲ့စွာအကဲဖြတ်တက်လာပြီးအသင်းအဖွဲ့ကိုစမတ်ကြကြဥဆောင်နိုင်လာရုံမကနေ့စဉ်ဘဝမှာပါပိုပြီးစဉ်းစားဉာဏ်ရှိသူအပေါင်းအသင်းကြားမှာလေးစားရသူတစ်ယောက်ဖြစ်လာအောင်အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်။မဟာဗျူဟာစီမံကိန်းချခြင်းအောင်မြင်မှုကိုအဆုံးအဖြတ်ပေးတဲ့အချက်၅ချက်ဘယ်ကိစ္စမဆိုမစတင်မီတေချာပြင်ဆင်တွက်ချက်ခြင်းဟာအောင်မြင်မှုရဲ့ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။စွန်စူးရဲ့ဗျူဟာကျမ်းမှာလည်းတိုက်ပွဲတစ်ခုမစခင်အနိုင်အရှုံးကိုအဓိကဆုံးဖြတ်ပေးမဲ့အချက်၅ချက်ကိုတေချာဆန်းစစ်ဖို့ထောက်ပြထားပါတယ်။ပထမဆုံးအချက်ကလူထုသို့မဟုတ်အဖွဲ့ဝင်တွေနဲ့ခေါင်းဆောင်အကြားထပ်တူကြတဲ့ဘုံကြီးမှန်းချက်နဲ့ယုံကြည်ချက်ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့မိမိတို့ထိန်းချုပ်လို့မရတဲ့အချိန်အခါနဲ့ပြင်ပရာသီဥတုအခြေအနေဖြစ်ပါတယ်။တတိယအချက်ကတော့ဒီနေရာအခင်းအကျင်းအကွာအဝေးနဲ့အကူအညီရနိုင်မှုစတဲ့မြေပြင်အနေအထားအခြေအနေတွေဖြစ်ပါတယ်။စတုတ္ထအချက်ကတော့ခေါင်းဆောင်ရဲ့ပညာဉာဏ်သစ္စာတရားကရုဏာတတ္တိနဲ့စီကံပြေဝမှုဆိုတဲ့ခေါင်းဆောင်မှုအရေးအသွေးတွေဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့စနစ်တကျအဖွဲ့အစည်းဖွဲ့စည်းမှုတာဝန်ခွဲဝေမှုနဲ့အရင်းအမြစ်စီမံခန့်ခွဲမှုဆိုတဲ့စီးမြင့်စနစ်တွေဖြစ်ပါတယ်။အဖွဲ့အစည်းတစ်ရက်မှာလူတွေရဲ့စိတ်ဓာတ်နဲ့ဘုံကြီးမှန်းချက်ထပ်တူကြနေမှဘယ်လိုအခက်အခဲမဆိုပူပေါင်းကြော်ဖြတ်နိုင်မှာဖြစ်ပြီးဒီလိုစိတ်ဓာတ်အပြည့်ရှိနေရင်တောင်အချိန်အခါနဲ့တင့်တော်တဲ့ပတ်ဝန်းကျင်အခင်းအကျင်းကိုတေချာမရွေးတတ်ရင်အင်အားတွေလေလွင့်သွားနိုင်ပါတယ်။ထို့နည်းတူစိန်ခေါ်မှုကိုကျော်လွှားနိုင်ဖို့လမ်းညွန်ပြသနိုင်မဲ့ခေါင်းဆောင်ကောင်းရဲ့အရေးအသွေးနဲ့လုပ်ငန်းစဉ်တစ်ခုလုံးချောမွေ့အောင်ထိန်းချောင်းပေးနိုင်မဲ့စနစ်ကျတဲ့စီးမြင့်တွေရှိနေမှရည်မှန်းချက်စီကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဥပမာပြောရရင်တစ်သီးဝလံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုပါစို့အသင်းအဖွဲ့တစ်ခုလုံးကတူညီတဲ့ရည်မှန်းချက်နဲ့တက်ကြွနေဖို့လိုသလိုရာသီဥတုနဲ့သီးနှံထွက်ရှိမဲ့အချိန်အခါကောင်းကိုလည်းစောင့်ဆိုင်းတတ်ရပါမယ်။ဒါအပြင်စိုက်ခင်းတည်နေရတဲ့ဈေးကွက်ကြားကအကွာအဝေးကိုမှန်ကန်စွာရွေးချယ်နိုင်ရမယ့်အပြင်လုပ်ငန်းခွင်ကိုစနစ်တကျအုပ်ချုပ်နိုင်မဲ့ခေါင်းဆောင်နဲ့လုပ်ငန်းစဉ်အဆင့်ဆင့်မှာစီကံတွေစနစ်တွေတေချာရေးဆွဲထားမှစီးပွားရေးပန်းတိုင်ကိုအောင်မြင်စွာရောက်ရှိနိုင်မှာဖြစ်ပါတယ်။အနိုင်အရှုံးကိုခံမှန်းပေးနိုင်တဲ့အချက်9ချက်တိုက်ပွဲတစ်ခုသို့မဟုတ်လုပ်ငန်းတစ်ခုမစတင်ခင်ကတည်းကအနိုင်အရှုံးကိုကြိုတင်ခံမှန်းနိုင်ဖို့အတွက်တစ်ဖက်နဲ့တစ်ဖက်တေချာနှမ်းရှင်တွက်ချက်ရမယ့်အချက်9ချက်ရှိပါတယ်။ပထမဆုံးစစ်ဆေးရမှာကခေါင်းဆောင်2ယောက်ထဲမှာဘသူကလူထုနဲ့အဖွဲ့ဝင်တွေရဲ့ထောက်ခံမှုနဲ့ယုံကြည်မှုကိုပိုရထားသလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ဒုတိယအချက်ကလက်အောက်ငယ်သားတွေကိုဥဆောင်မဲ့ဦးစီးခေါင်းဆောင်တွေထဲမှာဘသူကပညာဉာဏ်နဲ့အရေးအချင်းပိုထက်မြက်တယ်လဲဆိုတာနှမ်းရှင်ရပါမယ်။တတိယအချက်အနေနဲ့အချိန်အခါအခွင့်အလန်းနဲ့မြေပြင်အနေအထားအသာစီးရမှုကိုဘယ်ဘက်ကပိုပိုင်ဆိုင်ထားသလဲဆိုတာစီစစ်ရပါမယ်။စတုတ္ထအချက်ကတော့စီကံဥပဒေတွေကိုဘယ်ဘက်ကပိုပြီးစနစ်တကျထိမ့်သိမ်းလိုက်နာစေတယ်လဲဆိုတဲ့အချက်ဖြစ်ပါတယ်။ပစ္စမအချက်အနေနဲ့တက်အင်အားနဲ့အရင်အမြင့်ပမာဏဘသူကပိုတောင့်တင်းတယ်လဲဆိုတာကြည့်ရပါမယ်။ဆဋ္ဌမအချက်ကတော့အဖွဲ့ဝင်တွေကိုဘယ်ဘက်ကပိုပြီးလေ့ကျင့်သင်ကြားကျွမ်းကျင်အောင်ဖန်တီးပေးထားတယ်လဲဆိုတာဖြစ်ပြီးနောက်ဆုံးအချက်ကတော့စနစ်ကျတဲ့စုပေးတံပေးစနစ်ကိုဘသူကပိုပြီးမျှတစွာကျင့်သုံးတယ်လဲဆိုတာပဲဖြစ်ပါတယ်။ခေါင်းဆောင်ရဲ့ယုံကြည်ကိုးစားခံရမှုနဲ့ဦးစီးသူတွေရဲ့အရေးအချင်းဟာအဖွဲ့အစည်းရဲ့အုတ်မြစ်ဖြစ်ပြီးဒီလိုအရေးအသွေးရှိတဲ့ခေါင်းဆောင်မှုအောက်မှာအချိန်အခါနဲ့နေရာဒေသအသာစီးရမှုကိုတေချာအသုံးချတတ်မှအခွင့်အလမ်းကောင်းတွေကိုဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။ဒါအပြင်တင်းကျပ်စနစ်ကျတဲ့အစည်းကမ်းနဲ့တေချာလေ့ကျင့်ထားတဲ့ကျွမ်းကျင်မှုတွေပါဝင်လာတဲ့အခါတောင့်တင်းတဲ့အင်အားကိုပုံမထိရောက်စွာအသုံးပြုနိုင်လာပြီးတိကျမျှတတဲ့စုပေးတံပေးစနစ်ကလည်းအဖွဲ့ဝင်တွေရဲ့စိတ်ဓာတ်နဲ့စွမ်းဆောင်ရည်ကိုအစဉ်အမြဲထက်မြက်နေစေပါတယ်။ဒီအချက်တွေအားလုံးအချိုးညီညီပေါင်းဆက်သွားတဲ့အခါဘလို့စိန်ခေါ်မှုမျိုးကိုမဆိုအနိုင်ရရှိဖို့တေချာသွားစေပါတယ်။ဒါကြောင့်မိမိရဲ့နေ့စဉ်ဘဝသို့မဟုတ်လုပ်ငန်းခွင်မှာပန်းနိုင်တစ်ခုခုအတွက်စိန်ခေါ်မှုတွေရင်ဆိုင်ရတော့မယ်ဆိုရင်ကိုယ်တိုင်ရဲ့ခေါင်းဆောင်နိုင်စွမ်းအဖွဲ့ဝင်တွေရဲ့အစဉ်အသင့်ဖြစ်မှုအချိန်နဲ့အခွင့်အလမ်းတာလွန်မှုတွေကိုအရင်ဆုံးစီစစ်ရပါမယ်။ဒါအပြင်
မိမိကိုယ်တိုင်နဲ့အဖွဲ့သားတွေကိုလိုအပ်တဲ့ကျွမ်းကျင်မှုတွေအမြဲလေ့ကျင့်ပေးထားခြင်းစီကံစနစ်တကျနေထိုင်ခြင်းနဲ့မိမိကိုယ်တိုင်နဲ့အဖွဲ့ဝင်တွေရဲ့အပြုအမူအပေါ်တင့်တော်တဲ့တာဝန်ယူမှုတာဝန်ခံမှုတွေပြုလုပ်ပေးခြင်းဖြင့်ဘလို့စိန်ခေါ်မှုကိုမဆိုကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်။လှည့်စားခြင်းအမှုပညာတိုက်ပွဲသို့မဟုတ်ပြန်ဆိုင်မှုမှန်သမျှရဲ့သဘောတရားဟာစိတ်ပညာအရာအသာစီးရအောင်လှည့်စားခြင်းအပေါ်မှာအခြေခံထားပါတယ်။မိမိမှာတိုက်ခိုက်နိုင်စွမ်းအပြည့်ရှိနေရင်တောင်ပြန်ဘက်ကပေါ့ဆသွားအောင်ဘာမှမလုပ်နိုင်သလိုဟန်ဆောင်ပြရပါမယ်။မိမိရဲ့အင်အားကိုစတင်အသုံးပြုနေပြီဆိုရင်လည်းလုံးဝငြိမ်သက်အေးဆေးနေသလိုမျိုးထင်မှတ်သွားအောင်ပြုလုပ်ရပါမယ်။အလားတူပဲမိမိကပြန်ဘက်နဲ့နီးကပ်နေတဲ့အချိန်မှာဝေးကွာနေသလိုအဝေးရောက်နေချိန်မှာတော့အနားမှာတင်ရှိနေသလိုမျိုးပြန်ဘက်ရဲ့အထင်မှားမှုကိုဖန်တီးပေးရပါမယ်။ဒါတွေမကပဲပြန်ဘက်မှန်မောစေမဲ့မြားစာတွေကိုပြစ်ပေးပြီးမြူဆွဲရသလိုမိမိဘက်ကစီကံပြပြပြီးအားနည်းနေသလိုဟန်ဆောင်ကပြန်ဘက်ကမစင်မချင်းစွန်စားလာချိန်မှအပြက်အသက်အနိုင်ယူရမှာဖြစ်ပါတယ်။ပြန်ဘက်ကတောင်တင်းခိုင်မာပြီးအစင်သင့်ဖြစ်နေရင်ဓာတ်ရိုက်မရင်ဆိုင်ပဲရှောင်ကွင်းရမှာဖြစ်ပြီးပြန်ဘက်ကအင်အားအလွန်ကြီးနေရင်အခြေအနေကိုစောင့်ဆိုင်းရပါမယ်။ပြန်ဘက်ကဒေါသထွက်လွယ်သူဆိုရင်အမားပြုတ်လို့မိအောင်စွပေးရမှာဖြစ်သလိုမိမိရဲ့ပျော့ကွက်ပြပေးခြင်းဖြင့်ပြန်ဘက်ကိုမာနထောင်လွှားပြီးပေါ့ဆသွားအောင်လှုံ့ဆော်ရပါမယ်။ပြန်ဘက်တက်တောင့်တက်တာနားနေချိန်မှာတက်တောင့်တက်တာမရှိအောင်နှောက်ယှက်ပေးရမှာဖြစ်ပြီးပြန်ဘက်အဖွဲ့အစည်းစီးလုံးနေရင်စိတ်ဝမ်းကွဲသွားအောင်အချင်းချင်းတွေးခွဲရပါမယ်။နောက်ဆုံးမှာတော့ပြန်ဘက်လုံးဝပြင်ဆင်မထားတဲ့နေရာနဲ့လုံးဝထင်မှတ်မထားတဲ့အချိန်မှာရုတ်တရက်အနိုင်ယူထိုးနှက်ရမှာဖြစ်ပါတယ်။ဥပမာပြောရရင်စီးပွားရေးဈေးကွက်ပြိုင်ကွင်းထဲမှာကုမ္ပဏီတစ်ခုဟာထုတ်ကုန်အသစ်သို့မဟုတ်နည်းပညာအသစ်တစ်ခုကိုလျှို့ဝှက်တည်ဆောက်နေချိန်မှာပြန်ဘက်တွေသတိမမူစေဖို့အတွက်တာမန်လုပ်ငန်းစဉ်အတိုင်းပဲအေးအေးဆေးဆေးလှုပ်ရှားပြထားတတ်ပါတယ်။ဒါမှမဟုတ်ပြန်ဘက်ကဈေးကွက်ဝယ်လိုအားကိုထိန်းချုပ်ထားချိန်မှာဓာတ်ရိုက်ဈေးနှုန်းပြိုင်ပွဲမလုပ်ပဲပြန်ဘက်မထင်မှတ်ထားတဲ့အနေပဲသို့မဟုတ်ဝန်ဆောင်မှုအသစ်ဘက်ကိုဦးလှည့်ပြီးဈေးကွက်အသစ်ကိုအရယူသွားတာမျိုးဖြစ်ပါတယ်။ဒါအပြင်ပြန်ဘက်ရဲ့အားနည်းချက်သို့မဟုတ်သွေးကွဲမှုကိုအခွင့်ကောင်းယူပြီးဈေးကွက်ဝေစုကိုရုတ်တရက်ထိုးဖောက်ယူလိုက်တာဟာလည်းဒီသဘောတရားအတိုင်းဖြစ်ပါတယ်။ဒါကြောင့်မိမိတို့ရဲ့နေ့စဉ်ဘဝနဲ့လုပ်ငန်းခွင်မှာလည်းမိမိရဲ့အစီအစဉ်တွေရည်မှန်းချက်တွေနဲ့စွမ်းဆောင်ရည်တွေကိုကြွားဝါထုတ်ပြနေမဲ့အစားတိတ်တဆိတ်စနစ်တကျပြင်ဆင်ထားဖို့လိုပါတယ်။စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါပြန်ဘက်သို့မဟုတ်အခက်အခဲရဲ့အားသာချက်ကိုဓာတ်ရိုက်ရင်ဆိုင်မတိုက်ခိုက်ပဲစိတ်အေးအေးထားပြီးရှောင်ကွင်းရပါမယ်။ကိုယ့်ရဲ့လှုပ်ရှားမှုကိုဗဟေလိတစ်ခုလိုဝတ်ထားပြီးပြန်ဘက်ရဲ့စိတ်ဓာတ်နဲ့အားနည်းချက်ကိုစောင့်ကြည့်ကာပြန်ဘက်ကအစင်အသင့်မဖြစ်သေးတဲ့အချိန်မှာထိရောက်စွာအကောင်အထည်ဖော်လိုက်ခြင်းဖြင့်ကိုယ့်ဘက်ကအင်အားမပြုံးတီးပဲပန်းနိုင်ကိုလည်းအလွယ်တကူရောက်ရှိနိုင်မှာဖြစ်ပါတယ်။လျင်မြန်မှုနဲ့တိုက်ပွဲကုန်ကြစရိတ်ဘလို့တိုက်ပွဲဘလို့ပြန်ဆိုင်မှုမဆိုစတင်လိုက်ပြီးဆိုတာနဲ့ကုန်ကြစရိတ်တွေစတင်လာပါတယ်။စွန်စုရဲ့ဗျူဟာမှာတိုက်ပွဲတစ်ပွဲကိုရေရှည်ဆင်နွှဲရတဲ့အခါရိခါလက်နက်တည်ယူပို့ဆောင်ရေးနဲ့အထွေထွေစရိတ်ဟာဘဏ္ဍာရေးနဲ့အခြားအရင်းအမြစ်တွေကိုအရှိန်အဟုန်နဲ့ပြုံးတီးစေတယ်လို့ထောက်ပြထားပါတယ်။ဒါကြောင့်အောင်မြင်တဲ့မဟာဗျူဟာဆိုတာအနိုင်ရဖို့တည်းမဟုတ်ပဲအင်အားနဲ့အရင်းအမြစ်တွေမပြုံးတီးအောင်ဘလို့ထိမ့်သိမ်းမလဲဆိုတာအပေါ်မှာလည်းမူတည်နေပါတယ်။စီးပွားရေးလောကမှာလည်းရင်းနှီးမြှုပ်နှံထားတဲ့အရင်းအမြစ်တွေနဲ့ကုန်ကျစရိတ်ပမာဏဟာအမျက်အစွန်းသို့မဟုတ်ရလက်နဲ့မမျှတပဲအချိန်ကြန့်ကြာနေရင်ဘလောက်ပဲအင်အားကြီးတဲ့အဖွဲ့အစည်းဖြစ်ပါစေနောက်ဆုံးမှာရှင်ပြန်နှံစွမ်းကုန်ခန်းသွားရပါတယ်။ဒါအပြင်ပြန်ဘက်တွေရဲ့အခွင့်ကောင်းယူပြီးထိုးနှက်ခြင်းကိုပါခံရနိုင်ပါတယ်။ဒါကြောင့်မိမိဘက်ကအရင်းအမြစ်ကိုပဲအကုန်အကျခံနေမဲ့အစားပြန်ဘက်ရဲ့အရင်းအမြစ်နဲ့ရိတ်ခါတွေကိုထိရောက်စွာရယူအသုံးပြုနိုင်ခြင်းကလည်းမိမိရဲ့ကုန်ကျစရိတ်ကိုလျှော့ချပေးပြီးစီးပွားရေးနဲ့အင်အားအရာအမြဲအသာစီးရနေစေမှာဖြစ်ပါတယ်။မိမိတို့ရဲ့နေ့စဉ်ဘဝနဲ့လုပ်ငန်းခွင်မှာလည်းမလိုအပ်တဲ့ပရိပက္ခတွေအကျိုးမရှိတဲ့အငင်းပွားမှုတွေနဲ့ရလက်မထွက်တဲ့အလုပ်တွေမှာမိမိတို့ရဲ့အချိန်စွမ်းအင်နဲ့ငွေကြေးတွေကိုအချိန်ကြာမြင့်စွာမဖြုံးတီးမိဖို့တတိထားရပါမယ်။ဗျူဟာမြောက်စီစစ်တွက်ချက်ပြီးအချိန်တိုအတွင်းထိရောက်တဲ့ရလက်ထွက်အောင်ဆောင်ရွက်နိုင်မှမိမိတို့ရဲ့အရင်းအမြစ်ကိုကာကွယ်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။အခက်အခဲတွေကိုရင်ဆိုင်တဲ့အခါမှာလည်းကိုယ်အင်အားကိုကြီးကုန်ခန်းမခံပဲပတ်ဝန်းကျင်နဲ့အခြေအနေဆိုးတွေစီကမိမိအတွက်အခွင့်အလမ်းနဲ့သင်ခန်းစာတွေကိုအမိအယဖမ်းယူသုံးစွဲတတ်တဲ့အတွေးအခေါ်မျိုးမွေးမြူထားဖို့လိုအပ်ပါတယ်။ပရိယေဖြစ်တိုက်ခိုက်ခြင်း
မတိုက်ခိုက်ပဲအောင်နိုင်ခြင်းတိုက်ပွဲသို့မဟုတ်ပြန်ဆိုင်မှုတစ်ခုမှာအပြင်းအထန်တိုက်ခိုက်ပြီးမှအနိုင်ရတာထက်မတိုက်ပဲအနိုင်ရတာကအဆင့်မြင့်ဆုံးဗျူဟာဖြစ်ပါတယ်။စွန်စူးရဲ့ဗျူဟာမှာရန်သူတပ်တွေကိုဖျက်ဆီးပြီးမှသိမ်းပိုက်တာထက်ရန်သူတပ်ဖွဲ့တွေအကောင်အတိုင်ရှိနေစဉ်မှာတင်တိုက်ခိုက်စရာမလိုပဲလက်နက်ချအရှုံးပေးသွားအောင်ပြုလုပ်တာကိုအဓိကတော့ချက်အဖြစ်ထောက်ပြထားပါတယ်။ပြန်ဘက်ရဲ့မြို့တွေကိုအင်နဲ့အားနဲ့ဝန်းရံတိုက်ခိုက်ပြီးအပြင်းအထန်တိုက်ခိုက်အနိုင်ယူခြင်းဟာအောက်ကျတဲ့နီးဗျူဟာဖြစ်ပြီးတိုက်ပွဲမစခင်ကတည်းကပြန်ဘက်ရဲ့အကြံအစီနဲ့မဟာဗျူဟာကိုဖျက်ဆီးနိုင်ခြင်းကသာအတော်ဆုံးခေါင်းဆောင်မှုဖြစ်ပါတယ်။ပန်းတန်စီရောက်ဖို့စွမ်းအားအပြည့်သုံးပြီးတိုက်ခိုက်တာထက်ပြန်ဘက်ကိုကောင်းစွာနားလည်ပြီးပြန်ဘက်ကမိမိကိုတိုက်ခိုက်ဖို့အခွင့်အရေးမရအောင်ပြုလုပ်ထားခြင်းကမလိုလားအပ်တဲ့ပရိပက္ခတွေကိုရှောင်ရှားနိုင်ပါတယ်။စီးပွားရေးဈေးကွက်ပြန်ကွင်းထဲမှာလဲကုမ္ပဏီတစ်ခုကပြန်ဘက်ကုမ္ပဏီနဲ့ဈေးနှုန်းပြန်ပွဲလုပ်ပြီးအချင်းချင်းအရှုံးခံတိုက်ခိုက်မဲ့အစားမိမိရဲ့ထုတ်ကုန်တဲ့ဝန်ဆောင်မှုကိုပြန်ဘက်ထက်ပိုတာလုံအောင်လုပ်ပြီးဈေးကွက်ကိုစီးနှင်းလိုက်တဲ့အခါပြန်ဘက်ကဓာတ်ရိုက်ရှင်ပြန်ဖို့မဖြစ်နိုင်တော့ပဲနောက်ဆုတ်သွားရတတ်ပါတယ်။ဒါမှမဟုတ်ပြန်ဘက်နဲ့ပြန်ဆိုင်နေမဲ့အစားမိဖက်အဖြစ်ပူးပေါင်းဆောင်ရွက်လိုက်ခြင်းသို့မဟုတ်ပြန်ဘက်စိတ်မဝင်စားသေးတဲ့ဈေးကွက်အသစ်ကိုဥဆောင်သိမ်းပိုက်လိုက်ခြင်းဖြစ်လဲနှစ်ဖက်စလုံးဘန်နာရေးမပြုံးတီးပဲအနိုင်ရရှိသွားတာမျိုးဖြစ်ပါတယ်။တအူးတဲ့ကုတ်ကဲမှုတိုက်ပွဲသို့မဟုတ်ပြန်ဆိုင်မှုတစ်ခုမှာတိကျပြတ်သားတဲ့တအူးဒီသောကုတ်ကဲမှုစနစ်ရှိနေဖို့အရေးကြီးပါတယ်။စွန်စူးရဲ့ဗျူဟာမှာစစ်သူကြီးရဲ့ကုတ်ကဲပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကိုတိုက်ပွဲအကြောင်းမသိတဲ့အုပ်ချုပ်မင်းပြူသူကမလိုအပ်ပဲဝင်ရောက်ဆွတ်ဖက်ရင်တပ်သားတွေဇဝေဇဝါဖြစ်ပြီးတိုက်ပွဲမှာအရေးနဲ့ရတတ်တယ်လို့ထောက်ပြထားပါတယ်။အဖွဲ့အစည်းတစ်ခုမှာလည်းဥဆောင်သူနဲ့အမိတ်ပေးကုတ်ကဲသူရဲ့လမ်းကြောင်းကလုံးဝတိကျရှင်းလင်းနေမှအောက်ခြေအထိစီလုံးညွညွတ်စွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။အမိတ်ပေးသူ2ယောက်ဖြစ်နေခြင်းသို့မဟုတ်ရှုပ်ထွေးနေတဲ့ပရိပက္ခဖြစ်နေတဲ့ညွှန်ကြားချက်တွေရှိနေရင်လက်အောက်ငယ်သားတွေအနေနဲ့ဘာလို့ရမှန်းမသိပဲအခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးရတတ်ပါတယ်။မိမိတို့ရဲ့နေ့စဉ်ဘဝနဲ့လုပ်ငန်းခွင်မှာလည်းအဖွဲ့အစည်းကိုဦးဆောင်တဲ့အခါသို့မဟုတ်တာဝန်တစ်ခုခုကိုထမ်းဆောင်တဲ့အခါအမိတ်ပေးလမ်းကြောင်းနဲ့တာဝန်ယူမှုကိုစနစ်တကျသတ်မှတ်ထားဖို့လိုအပ်ပါတယ်။မလိုအပ်တဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေကိုလျှော့ချပြီးတာဝန်ရှိသူကိုလုပ်ပိုင်ခွင့်တိတိကျကျပေးအပ်ကာတဦးတည်းသောကုတ်ကဲမှုစနစ်အောက်မှာဦးတည်ချက်တူညီစွာလှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မှုကိုအမြန်ဆုံးရရှိနိုင်မှာဖြစ်ပါတယ်။မိမိကိုနဲ့ရန်သူကိုတည်ခြင်းစွန်စူးရဲ့ဗျူဟာမှာမိမိရဲ့စွမ်းဆောင်ရည်အားသာချက်အားနည်းချက်နဲ့အကန့်အသတ်တွေကိုတေချာသုံးသပ်ထားရုံတင်မကပြန်ဘက်ရဲ့နီးဗျူဟာအင်အားနည်းချက်နဲ့စိတ်သက်အခြေအနေတွေကိုပါအသေးစိတ်သိရှိထားရင်ပွဲပေါင်းရာချီတိုက်ခိုက်ပါစေပြက်အသက်အနိုင်ရနိုင်တယ်လို့ထောက်ပြထားပါတယ်။မိမိအကြောင်းကိုသာသိပြီးပြန်ဘက်အကြောင်းမသိရင်တော့တစ်ခါနိုင်ရင်တစ်ခါပြန်ရှုံးတဲ့အခြေအနေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးမိမိအကြောင်းကိုရောပြန်ဘက်အကြောင်းကိုပါနှစ်ခုစလုံးမသိဘူးဆိုရင်တိုက်ပွဲတိုင်းမှာအရှုံးနဲ့ပဲရင်ဆိုင်ရမှာဖြစ်ပါတယ်။မိမိကိုတိကျစွာသိရှိခြင်းကမစင်မချင်စွန့်စားမှုတွေကိုတားဆီးပေးပြီးကိုယ့်ရဲ့အားသာချက်ကိုအပြည့်အဝအသုံးချနိုင်အောင်ကူညီပေးပါတယ်။တစ်ချိန်တည်းမှာပဲပြန်ဘက်ရဲ့သဘောတဘာဝကိုနားလည်ထားခြင်းကပြန်ဘက်ရဲ့အမှားတွေကိုအခွင့်ကောင်းယူနိုင်စေပြီးပြန်ဘက်မထင်မှတ်ထားတဲ့အကွက်ကနေထိုးနှက်နိုင်စေပါတယ်။မိမိနဲ့ပြန်ဘက်ရဲ့အခြေအနေနှစ်ခုစလုံးကိုတိုင်းတာနှိုင်းယှဉ်တဲ့အခါမလိုလားအပ်တဲ့ဆုံးရှုံးမှုတွေကိုကာကွယ်နိုင်ရုံတင်မကအချိန်နဲ့စွမ်းအားကိုအထီရောက်ဆုံးအသုံးချပြီးအောင်ပွဲကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။စီးပွားရေးဈေးကွက်ပြန်ကွင်းထဲမှာလဲကုမ္ပဏီတစ်ခုဟာမိမိထုတ်ကုန်ရဲ့အရေးအသွေးနဲ့ဘဏ္ဍာရေးအင်အားကိုတေချာတိုင်းတာထားရမှာဖြစ်သလိုပြန်ဘက်ကုမ္ပဏီရဲ့ထုတ်ကုန်အားနည်းချက်နဲ့ဈေးကွက်ထိုးဖောက်ပုံကိုပါတေချာလေ့လာထားရင်ဈေးကွက်ထဲမှာအမှားအယွင်းမရှိအသာစီးရနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့မိမိရဲ့ဘတ်ဂျက်နဲ့စွမ်းဆောင်ရည်ကိုပဲကြည့်ပြီးပြန်ဘက်ရဲ့လှုပ်ရှားမှုနဲ့နည်းပညာတိုးတက်မှုကိုလစ်လျူရှုထားရင်တော့နိုင်တလက်ရှုံးတလက်ရုန်းကန်ရတတ်တယ်လို့မိမိရဲ့အခြေအနေကိုရောပြန်ဘက်ရဲ့အခြေအနေကိုပါမသိပဲစီးပွားရေးလုပ်ငန်းတွေတိုးဝင်သွားရင်တော့မလွဲမသွေပျက်စီးဆုံးရှုံးရမှာပဲဖြစ်ပါတယ်။မိမိတို့ရဲ့နေ့စဉ်ဘဝနဲ့လုပ်ငန်းခွင်မှာလည်းအလုပ်တစ်ခုခုလုပ်တော့မယ်သို့မဟုတ်စိန်ခေါ်မှုတစ်ခုခုကိုရင်ဆိုင်တော့မယ်ဆိုရင်စိတ်ကူးနဲ့စွန့်စားတာမျိုးမဟုတ်ပဲကိုယ့်ရဲ့စွမ်းဆောင်ရည်နဲ့အားနည်းချက်တွေကိုတေချာသုံးသပ်ရပါမယ်။မိမိရင်ဆိုင်ရမယ်ပြဿနာအတိတ်အနက်နဲ့ပြန်ဘက်ရဲ့သဘာဝကိုလည်းအလေးအနက်စီစစ်လေ့လာပြီးမှစနစ်တကျပြင်ဆင်ဆောင်ရွက်ခြင်းဖြင့်အောင်မြင်မှုကိုတေချာပေါက်ဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်။
မရှုံးနိုင်တဲ့အခြေအနေဆွန်ဆူရဲ့ဗျူဟာမှာမိမိဘက်ကအရှုံးမပေးရအောင်နဲ့ရန်သူကလည်းအနိုင်ရမသွားနိုင်တဲ့အခြေအနေတစ်ခုရောက်အောင်အရင်ဆုံးတိဆောက်ဖို့ထောက်ပြထားပါတယ်။ကိုယ့်ဘက်ကအားနည်းချက်တွေယူပေါက်တွေကိုအကုန်ပိတ်ပြီးအဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားခြင်းကမရှုံးနိုင်တဲ့အနေအထားစီရောက်ရှိစေပါတယ်။ပြန်ဘက်ကိုအနိုင်ယူဖို့ဆိုတာပြန်ဘက်ကအမှားအယွင်းတစ်ခုခုပြုလုပ်မိခြင်းသို့မဟုတ်ပျော့ကွက်ပေါ်လာခြင်းမှဖြစ်နိုင်တာကြောင့်မိမိဘက်ကအဲ့ဒီအခြေအနေအတွက်ကြိုတင်ပြင်ဆင်ထားဖို့အရေးအကြီးဆုံးဖြစ်ပါတယ်။မရှုံးနိုင်တဲ့အခြေအနေတစ်ခုကိုရောက်ဖို့အတွက်စိတ်ရှည်မှုနဲ့ခံစစ်ပြင်ဆင်မှုကအဓိကကျပါတယ်။တိုက်ခိုက်လိုစိတ်စောလွန်းရင်အမားတွေပါသွားတတ်ပြီးမိမိရဲ့အားနည်းချက်ကိုဖွင့်ပြလိုက်သလိုဖြစ်သွားတတ်ပါတယ်။မိမိကိုယ်ကိုထိန်းချုပ်ပြီးလိုအပ်တဲ့ပြင်ဆင်မှုတွေကိုစီးစနစ်တကျတိဆောက်ထားတဲ့အခါပြန်ဘက်ကဘလို့ပဲပရိယေသုံးပါစေဖျက်ဆီးလို့မရတော့ပါဘူး။ဒီလိုနဲ့မိမိဘက်ကအမှားအယွင်းမရှိတည်ငြိမ်စွာရပ်တည်နေပြီးပြန်ဘက်ရဲ့အမှားနဲ့အခွင့်အလမ်းပေါ်လာမဲ့အချိန်ကိုစောင့်ဆိုင်းခြင်းကအနိုင်ရရှိဖို့တေချာစေတဲ့တော့ချက်ဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းပြန်ကွင်းထဲမှာလဲကုမ္ပဏီတစ်ခုဟာပြန်ဘက်စီကဈေးကွက်ကိုအတင်းလိုက်လူမဲ့အစားမိမိရဲ့ထုတ်ကုန်အရေးအသွေးဘဏ္ဍာရေးအင်အားနဲ့ဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်အခြေခံအောင်အရင်ဆုံးစနစ်တကျတိဆောက်ထားဖို့လိုပါတယ်။မိမိဘက်မှာအမှားအယွင်းမရှိအောင်နဲ့ယိုပေါက်မရှိအောင်ပြင်ဆင်ထားတဲ့အခါပြန်ဘက်ကဘလို့ပဲထိုးနှံပါစေပြိုလဲမသွားပဲကြန့်ကြန့်ခါနိုင်မှာဖြစ်ပါတယ်။ဒီလိုနဲ့ပြန်ဘက်ကနီးပြူဟာမှားယွင်းလာခြင်းသို့မဟုတ်ဈေးကွက်မှာအမှားပြုလုပ်မိချိန်မှထိရောက်စွာတုံ့ပြန်လိုက်တဲ့အချိန်မှာမရှုံးနိုင်တဲ့အခြေအနေကနေအနိုင်ရလက်စီကူးပြောင်းသွားမှာဖြစ်ပါတယ်။စွမ်းအင်တွေကိုအသုံးချခြင်းဓာတ်ရိုက်နဲ့တွယ်ဝနီလန်းစွမ်းအင်အ ਨੇ ဆုံးနဲ့အောင်ပွဲရနိုင်ဖို့အတွက်ဓာတ်ရိုက်နီလန်းနဲ့တွယ်ဝနီလန်းဆိုတဲ့အဓိကဗျူဟာနှစ်ခုကိုအသုံးချရမှာဖြစ်ပါတယ်။ဓာတ်ရိုက်နီလန်းဆိုတာပြန်ဘက်နဲ့ထိတ်တက်ရင်ဆိုင်တာလုံရိုးလုံစင်အတိုင်းအင်အားသုံးပြီးတိုက်ခိုက်တာမျိုးဖြစ်ပါတယ်။တွယ်ဝနီလန်းကတော့ရုတ်တရက်မမျောလင့်ထားတဲ့နေရာကနေတိုက်ခိုက်တာစမ်းသစ်တဲ့ကောက်ကြောင်းတွေအစီအစဉ်တွေနဲ့လှည့်ပတ်အနိုင်ယူတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ဓာတ်ရိုက်နီလန်းတစ်ခုတည်းကိုပဲသုံးရင်အင်အားပြုံးတီးပြီးထိခိုက်မှုများတတ်သလိုတွယ်ဝနီလန်းတီးတန့်နဲ့လည်းအောင်မြင်ဖို့ခက်ခဲပါတယ်။ဒါပေမဲ့ဓာတ်ရိုက်နီလန်းနဲ့တွယ်ဝနီလန်းဟာတစ်ခုနဲ့တစ်ခုအပြန်အလှန်အထောက်အကူပြုနေပါတယ်။ဓာတ်ရိုက်နီလန်းနဲ့ရန်သူကိုထိန်းချုပ်တော့ခတ်ထားချိန်မှာတွယ်ဝနီလန်းကိုသုံးပြီးအဆုံးအဖြတ်နိုင်ပွဲကိုဖန်တီးယူရတာမျိုးဖြစ်ပါတယ်။အကျွေးစိတ်တစ်ခုရဲ့ခေါင်းနဲ့ပန်းလိုပဲဓာတ်ရိုက်ကနေတွယ်ဝဖြစ်သွားနိုင်တယ်လို့တွယ်ဝနီးကနေလည်းဓာတ်ရိုက်ဖြစ်သွားနိုင်တာကြောင့်စက်ဝိုင်းတစ်ခုလိုအဆုံးမရှိပြောင်းလဲအသုံးပြုလို့ရပါတယ်။အခြေအနေပေါ်မူတည်ပြီးဒီနှစ်ခုကိုကျွမ်းကျင်စွာပေါင်းဆက်အသုံးချနိုင်မှလူချင်းတဲ့ရလဒ်ကိုစွမ်းအင်အ ਨੇ ဆုံးနဲ့အထိရောက်ဆုံးရရှိနိုင်မှာဖြစ်ပါတယ်။ဥပမာပြောရရင်တိုက်ပွဲတွေမှာရန်သူရဲ့ရှေ့တက်ကနေတိုက်ခိုက်တာကဓာတ်ရိုက်နီးလန်းဖြစ်ပြီးရန်သူနောက်ကျောသို့မဟုတ်ဘေးပတ်လည်ကနေဝင်ရောက်တိုက်ခိုက်တာဟာတွယ်ဝနီးလန်းဖြစ်ပါတယ်။စီးပွားရေးလောကမှာလည်းပစ္စည်းတစ်ခုကိုအရေးအသွေးကောင်းအောင်လုပ်ပြီးဈေးကွက်ထဲရောင်းချတာကဓာတ်ရိုက်နီးလန်းဖြစ်ပြီးပြန်ဘက်တွေမတွေးမိတဲ့ဈေးကွက်တစ်ကိုဖန်တီးတာစမ်းသစ်တဲ့မားကတ်တင်းနည်းဗျူဟာတွေနဲ့အာရုံစိုက်ခံရအောင်လုပ်တာကတော့တွယ်ဝနီးလန်းဖြစ်ပါတယ်။ဒီသဘောတရားကိုလက်တွေ့အသုံးချခြင်းရင်ပြဿနာတစ်ခုခုနဲ့ကြုံရတဲ့အခါထိတ်တက်တိုးပြီးဖြည့်ရှင်းတာတစ်ခုတည်းကိုမလုပ်ဘဲပါးနှက်တဲ့နီးလန်းတွေကိုပေါင်းဆက်စဉ်းစားရပါမယ်။ရုံးမှာ project တစ်ခုကိုအကောင်အထည်ဖော်တဲ့အခါပုံမှန်လုပ်ငန်းစဉ်တွေနဲ့စနစ်တကျသွားနေတာဟာအခြေခံဓာတ်ရိုက်နီးလန်းဖြစ်သလိုအခက်အခဲကြုံလာရင်ဓာတ်ရိုက်ငင်းခုန်မနေပဲနားလည်မှုရအောင်တွယ်ဝနီးနဲ့စီယုံတာအခြားနီးလန်းတစ်တွေနဲ့ပြဿနာကိုလှည့်ပတ်ဖြည့်ရှင်းတာတွေကိုတွယ်ဝနီးအဖြစ်သုံးနိုင်ပါတယ်။အတွေးအခေါ်ပိုင်းမှာလည်းကိစ္စတစ်ခုကြုံရတဲ့အခါလက်ရှိအခြေအနေကိုဓာတ်ရိုက်ကြည့်တာတစ်ခုတည်းတင်မကပဲနောက်ွယ်ကတွယ်ဝနေတဲ့အကြောင်းရင်းကိုပါထည့်စဉ်းစားတတ်တဲ့အလေးအထကိုမွေးမြူရပါမယ်။ဓာတ်ရိုက်အင်အားနဲ့တွယ်ဝပါးနှံ့မှုကိုစနစ်တကျပေါင်းဆက်အသုံးပြုသွားရင်ဘလို့အခက်အခဲမျိုးကိုမဆိုအောင်မြင်အောင်ကျော်လွှားနိုင်မှာဖြစ်ပါတယ်။အရှိန်အဟုန်နဲ့အချိန်ကိုက်မှုကိုပေါင်းဆက်အသုံးချနည်းအရှိန်အဟုန်ဆိုတာဆယ်တစ်ခုထဲမှာစူးစီးထားတဲ့ရေတုတယ်လိုမျိုးဒါမှမဟုတ်တောင်ပေါ်ကနေလှိမ့်ဆင်းလာတဲ့ကြောက်တုံးကြီးရဲ့တွန်းအားလိုမျိုးဖြစ်ပါတယ်။ပြန်ဘက်ကိုအလဲထိုးနိုင်လောက်တဲ့အင်အားကိုကြိုတင်စုဆောင်းထားတာကိုအရှိန်အဟုန်လို့ခေါ်ပါတယ်။အချိန်ကိုက်မှုဆိုတာတင်းတင်းဆွဲထားတဲ့လေးကွာဒါမှမဟုတ်ဒူးလေးကိုပြစ်မှတ်စီတိတိကျကျပြစ်လွတ်လိုက်သလိုမျိုးရောက်ရှိလာတဲ့အခွင့်အရေးကိုလွဲမသွားအောင်အချိန်မဆိုင်ပဲလက်တွေ့ဖန်တီးတာဖြစ်ပါတယ်။
အချိန်အဟုန်ဘာမှမရှိဘဲအချိန်ကိုက်ရုံနဲ့အောင်မြင်မှုမရနိုင်သလိုအချိန်အဟုန်အပြည့်ရှိနေရင်တောင်အချိန်ကိုက်မှုမရှိရင်အင်အားတွေအလကားဖြစ်သွားတတ်ပါတယ်။ဥပမာပြောရရင်တိုက်ပွဲတွေမှာရေကာတာဆယ်ကြီးကိုပိတ်ပြီးရေအချိန်အဟုန်တိဆောက်ထားကရန်သူတွေတောင်ကြားထဲရောက်လာတဲ့အတိအကျအချိန်ကျမှရေတကားကိုဖွင့်ချလိုက်တာဟာအချိန်နဲ့အချိန်ကိုက်မှုကိုအထီးရောက်ဆုံးသုံးလိုက်တာဖြစ်ပါတယ်။စီးပွားရေးလောကမှာလည်းကုမ္ပဏီတစ်ခုကထုတ်ကုန်အသစ်အတွက်နည်းပညာနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုတတ်နိုင်သမျှပြင်ဆင်ထားပြီးဈေးကွက်လိုအပ်ချက်အမြင့်ဆုံးဖြစ်နေတဲ့အချိန်ရောက်မှအစဉ်သင့်ဖြန့်ချီလိုက်တာမျိုးဖြစ်ပါတယ်။အားကစားပြိုင်ပွဲတွေမှာလည်းလက်ဝှေ့သမားတစ်ယောက်ဟာခန္ဓာကိုယ်ရဲ့တွန်းအားနဲ့ကြွက်သားအရှိန်ကိုယူထားပြီးပြိုင်ဘက်ရဲ့ဟာကွက်ပေါ်လာတဲ့စက္ကန့်ပိုင်းလေးမှာမှအဆုံးသတ်ထိုးချက်ကိုပြစ်သွင်းလိုက်တာမျိုးဖြစ်ပါတယ်။အရှိန်အဟုန်ရဲ့ပြင်းအားနဲ့အချိန်ကိုက်မှုရဲ့တိကျမှုကိုစနစ်တကျသုံးသပ်ရင်အတားအဆီးမှန်သမျှကိုလွယ်လွယ်ကူကူရိုက်ချိုးနိုင်မှာဖြစ်ပါတယ်။အားနည်းချက်နဲ့အားသာချက်တိုက်ပွဲကိုမိမိဘက်ကအသာစီးရအောင်ထိန်းချုပ်နည်းတိုက်ပွဲတစ်ခုဒါမှမဟုတ်ပြန်ဆိုင်မှုတစ်ခုမှာအနိုင်ရဖို့ဆိုရင်ကိုကပဲအခြေအနေကိုစတင်စိုးမိုးပြီးဥဆောင်ထိန်းချုပ်နိုင်ဖို့လိုပါတယ်။တိုက်ပွဲနယ်မြေကိုစောစောရောက်ပြီးအေးစစ်စစ်ဆောင်ဆိုင်နေတဲ့သူဟာလမ်းဆန်းတက်ကြွနေပြီးနောက်မှအမောတကောလိုက်လာတဲ့သူကတော့မတိုက်ခင်ကတည်းကပင်မနွမ်းနယ်နေပါပြီ။ဒါကြောင့်ပါးနှက်တဲ့သူဟာရန်သူကိုပဲမိမိလိုရာကစားကွက်ထဲရောက်အောင်ဥဆောင်ဖန်တီးကြပါတယ်။ရန်သူကိုနေရာတိုင်းမှာဖိအားပေးလိုက်တဲ့အခါရန်သူမှာအားနည်းချက်တွေပိုများလာပြီးမိမိကတော့လိုအပ်တဲ့အချိန်နဲ့နေရာမှာအင်အားအပြည့်နဲ့ဆောင်ဆိုင်တိုက်ခိုက်နိုင်သွားပါတယ်။စီးပွားရေးလောကမှာလည်းဈေးကွက်တဲကိုစတင်ဝင်ရောက်ပြီးနည်းပညာနဲ့ဝန်ဆောင်မှုအသစ်တွေကိုကြိုတင်မိတ်ဆက်နိုင်တဲ့ကုမ္ပဏီတွေဟာစီးမြင်စည်းကမ်းတွေကိုစတင်သတ်မှတ်သူတွေဖြစ်လာပြီးနောက်မှလိုက်ရတဲ့ပြိုင်ဘက်တွေကိုအမြဲတမ်းနောက်ကျန်ထားနိုင်ပါတယ်။ဥဆောင်ထိန်းချုပ်နိုင်စွမ်းရှိသွားတဲ့အခါပြိုင်ဘက်ရဲ့အားနည်းချက်တွေကိုအလွယ်တကူစိုးမိုးနိုင်ပြီးမလိုအပ်တဲ့အင်အားပြုံးတိမှုတွေမရှိဘဲအနိုင်ရရှိသွားမှာဖြစ်ပါတယ်။ဟာကွက်ကိုအသုံးချပြီးအနိုင်ယူနည်းပြိုင်ဆိုင်မှုတစ်ခုမှာအောင်မြင်ခြင်းရင်ရန်သူသို့မဟုတ်ပြိုင်ဘက်ရဲ့တကယ့်အင်အားနဲ့ဟာကွက်တွေကိုတိတိကျကျခွဲခြားသိမြင်ဖို့လိုပါတယ်။တကယ့်အင်အားဆိုတာရန်သူဘက်ကအပြည့်အဝပြင်ဆင်ထားတာအကွယ်ခိုင်မာနေတာအင်အားတောင့်တင်းနေတာနဲ့စွမ်းအင်ပြည့်ဝနေတာကိုဆိုလိုတာပါ။ဟာကွက်ဆိုတာကတော့ရန်သူရဲ့မပြင်ဆင်ထားတဲ့အပိုင်းကာကွယ်ရေးအားနည်းနေတဲ့ယူပေါက်ပင်မနွမ်းနယ်မှုနဲ့အာယုံဆိုင်မှုလျော့နည်းနေတဲ့နယ်ပယ်စတာတွေကိုခေါ်တာဖြစ်ပါတယ်။စွမ်းအားအပြည့်ရှိတဲ့ရန်သူရဲ့ခိုင်မာတဲ့တကယ့်အင်အားကိုထိတ်တိုက်သွားတိုးရင်မိမိဘက်ကအင်အားပြုံးတီးပြီးထိခိုက်မှုများပါလိမ့်မယ်။ဒါကြောင့်မိမိရဲ့တကယ့်အင်အားကိုရန်သူရဲ့ဟာကွက်စီတက်တက်ပြစ်မှတ်ထားပြီးထိုးနှက်ရမှာဖြစ်ပါတယ်။ဒါအပြင်မိမိရဲ့အားနည်းချက်ဒါမှမဟုတ်ဟာကွက်တွေကိုရန်သူမမြင်အောင်တိုးသိပ်ထားရသလိုရန်သူကိုနေရာတိုင်းမှာအစိုးရင်စိတ်လွန်ပြီးကာကွယ်ရေးတွေပြင်ခိုင်းထားခြင်းဖြစ်လဲရန်သူအင်အားကိုဖျို့ဖျဲဖြစ်စေပြီးရန်သူစီမှာဟာကွက်ပိုများလာအောင်ဖန်တီးယူရပါတယ်။စီးပွားရေးလောကမှာလည်းဈေးကွက်ထဲမှာအားကောင်းပြီးသားပြိုင်ဘက်ကြီးတွေရဲ့တကယ့်အင်အားဖြစ်တဲ့ပင်မထုတ်ကုန်တွေနဲ့ထိတ်တက်ပြိုင်ဆိုင်မရောင်းချပဲပြိုင်ဘက်တွေသတိမထားမိတဲ့လက်ဟာနေတဲ့ဈေးကွက်ကွက်လက်တွေနဲ့ဝန်ဆောင်မှုဟာကွက်တွေကိုရှာဖွေပြီးစီယုံထိုးဖောက်တာမျိုးဖြစ်ပါတယ်။ရေလိုကျင့်ပြီးအနိုင်ယူနည်းရေဟာသူ့ရဲ့ကိုယ်ပိုင်တံတန်မရှိပဲထည့်ထားတဲ့ခွက်ရဲ့ပုံတံတန်အတိုင်းပြောင်းလဲသွားသလိုမြင့်တဲ့နေရာကိုရှောင်ပြီးနှိမ့်တဲ့နေရာစီစီးဆင်းသွားတာဖြစ်ပါတယ်။တိုက်ပွဲတွေမှာလည်းရန်သူရဲ့အင်အားတောင့်တင်းနေတဲ့နေရာတွေကိုရှောင်ကွင်းပြီးအားနည်းနေတဲ့ဟာကွက်တွေစီးဝင်ထိုးနှက်ရပါတယ်။ကိုစီစဉ်ထားတဲ့နီလန်းတစ်ခုတည်းကိုပဲဇွတ်အတင်းစုပ်ကန်ထားရင်ရန်သူကကိုယ်ကစားကွက်ကိုကြိုတင်ခံမှန်းနိုင်သွားပြီးတုံ့ပြန်ဖို့လွယ်ကူသွားပါတယ်။ဒါကြောင့်ရန်သူရဲ့အခြေအနေရာသီဥတုနဲ့မြေပြင်အနေအထားပေါ်မူတည်ပြီးအခြေအနေနဲ့အညီကစားကွက်ပြောင်းလဲနိုင်တာဟာအောင်မြင်မှုကိုဖန်တီးပေးတဲ့တော့ချက်ဖြစ်ပါတယ်။စီးပွားရေးလောကမှာလည်းခေတ်ရည်စည်းကြောင်းနဲ့စားသုံးသူတွေရဲ့လိုအပ်ချက်ပြောင်းလဲသွားတဲ့အခါပုံစံဟောင်းကိုပဲပုံသေးစုပ်ကန်ထားတဲ့ကုမ္ပဏီကြီးတွေပြိုလဲသွားပြီးအခြေအနေနဲ့အညီကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုကိုလက်ရောညီတွေပြောင်းလဲလိုက်နိုင်တဲ့ကုမ္ပဏီအသေးလေးတွေကဈေးကွက်ကိုစိုးမိုးသွားတာမျိုးဖြစ်ပါတယ်။အားကစားပြိုင်ပွဲတွေမှာလည်းကစားသမားတစ်ယောက်ဟာပြိုင်ဘက်ရဲ့တိုက်စစ်နဲ့ကာကွယ်ရေးပုံစံအပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့စီးချက်နဲ့နီးဗျူဟာကိုလက်ရောညီတွေပြောင်းလဲကစားတတ်မှအနိုင်ရလက်ကိုပိုင်ဆိုင်နိုင်တာဖြစ်ပါတယ်။ဒါကြောင့်ကိစ္စတိုင်းမှာ
အမြင်ကျဉ်းမြောင်းစွာနဲ့ပုံသေးကားကြနီလန်းတစ်ခုကိုအားကိုးမနေပဲလက်ရောညီထွေပြင်ဆင်ထားရပါမယ်။ရုံးမှာ project တစ်ခုလှုပ်ဆောင်နေချိန်မျှော်လင့်မထားတဲ့အခက်အခဲဒါမှမဟုတ်အပြောင်းအလဲတွေကြုံရတဲ့အခါဒေါသထွက်ပြီးငင်းခုန်မနေပဲအခြေအနေနဲ့ကန့်ညီမဲ့နီလန်းအသစ်တွေကိုအစားထိုးအသုံးပြုရပါမယ်။အတွေးအခေါ်ပိုင်းမှာလဲကိုယ့်ရဲ့ဆွဲလန်းမှုနဲ့အယူအဆအဟောင်းတွေကိုလိုအပ်ရင်အချိန်မရွေးစွန့်လွတ်နိုင်ပြီးပတ်ဝန်းကျင်ပြောင်းလဲမှုနဲ့အညီစိတ်ကိုပြောင်းလဲပြင်ဆင်နိုင်တဲ့စိတ်ဓာတ်ကိုမွေးမြူရပါမယ်။လှုပ်ရှားမှုလမ်းကြောင်းလွှဲခြင်းပရိယေလမ်းကြောင်းလွှဲခြင်းပရိယေဆိုတာပန်းနံစီကိုဓာတ်ရိုက်မသွားပဲဝေးကွာတဲ့လမ်းကြောင်းကနေတွားနေသလိုလိုလှည့်စားထားပြီးမှပြန်ဘက်ထက်အရင်ကြိုတင်ရောက်ရှိအောင်လှုပ်ဆောင်တာဖြစ်ပါတယ်။တိုးတောင်းတဲ့ပင်မလမ်းကြောင်းအများစုမှာပြန်ဘက်ကအခိုင်အမာပြင်ဆင်ထားလေရှိတာကြောင့်အဲ့ဒီလမ်းအတိုင်းတန်းတိုးရင်အချိန်ကုန်ပြီးထိခိုက်မှုပိုများတတ်ပါတယ်။အကွေ့အကောက်လမ်းကြောင်းကိုတုံးပြီးပြန်ဘက်ကိုမိမိကိုအထင်သေးအောင်လုပ်နိုင်ရင်ဒါမှမဟုတ်အာယုံလွှဲထားနိုင်ရင်မိမိကနောက်မှစတင်ထွက်ခွာရင်တောင်ပြန်ဘက်ထက်ပန်းနိုင်စီအရင်ရောက်သွားနိုင်တာဖြစ်ပါတယ်။တိုက်ပွဲတွေမှာစစ်သူကြီးကောင်းတွေကရန်သူစောင့်ကြိုနေတဲ့ပင်မလမ်းကြောင်းအတိုင်းထိတ်တိုက်မသွားပဲခက်ခဲနှံ့နေတဲ့တောင်ကြားလမ်းတွေတွေကနေဝိဝိုက်သွားပြီးရန်သူမပြင်ဆင်နိုင်ခင်စခန်းကိုအရင်ရောက်ရှိစီးနှင်းအနိုင်ယူလေ့ရှိပါတယ်။စီးပွားရေးလောကမှာလည်းကုမ္ပဏီတစ်ခုဟာပြန်ဘက်ကြီးတွေအပြန်အဆိုင်လူနေကြတဲ့အဓိကဈေးကွက်ကြီးကိုဓာတ်ရိုက်မဝင်ပဲဘေးထွက်ဈေးကွက်အသေးလေးကိုအရင်သိမ်းပိုက်ကအောက်ခြေခိုင်မာအောင်လုပ်ပြီးမှပင်မဈေးကွက်ကြီးကိုစိုးမိုးလိုက်တာမျိုးဖြစ်ပါတယ်။ဒီသဘောတရားကိုလက်တွေ့အသုံးချခြင်းရင်ကိစ္စတစ်ခုခုကိုအောင်မြင်အောင်လုပ်တဲ့အခါရှေ့တက်တဲ့ကအတင်းဝင်တိုးတာမျိုးမလုပ်ပဲပါနဲ့တဲ့လမ်းကြောင်းလွဲတွေကိုရှာဖွေသုံးရပါမယ်။ရုံးမှာယာတုတိုးဖို့ဒါမှမဟုတ် project တစ်ခုအတည်ပြုချက်ရဖို့စ조사တဲ့အခါဓာတ်ရိုက်ညင်းဆိုတောင်းဆိုနေမဲ့အစားဘေးထွက်လိုအပ်ချက်တွေကိုအရင်ဖြည့်ဆည်းပေးတာကိုအညီလိုနေတဲ့အပိုင်းတွေကိုအရင်ကူညီပေးခြင်းဖြင့်တွေ့ဝိုက်တဲ့နည်းနဲ့လိုချင်တဲ့ပန်းနိုင်ကိုမြန်မြန်ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ထောက်ပံ့ရေးနဲ့ဆက်သွယ်ရေးကိုပေါင်းဆက်အသုံးချနည်းတိုက်ပွဲဒါမှမဟုတ်ပြန်ဆိုင်မှုတစ်ခုမှာအင်အားဘယ်လောက်ပဲတောင့်တင်းနေပါစေနောက်ွယ်ကထောက်ပံ့ရေးနဲ့ဆက်သွယ်ရေးမခိုင်မာရင်ဘယ်တော့မှအနိုင်မရနိုင်ပါဘူး။ထောက်ပံ့ရေးဆိုတာတိုက်ပွဲဝင်ဖို့လိုအပ်တဲ့ရိက္ခာလက်နက်ဗန်နာရေးနဲ့စွမ်းအင်အရင်းအမြစ်တွေကိုမပြတ်လက်အောင်စနစ်တကျဖြည့်ဆည်းပေးတာဖြစ်ပြီးဆက်သွယ်ရေးဆိုတာအမိတ်တွေသတင်းအချက်အလက်တွေနဲ့အချက်ပြမှုတွေကိုစီးချက်ညီညီမှန်မှန်ကန်ကန်စီးဆင်းအောင်လှုပ်ဆောင်တာဖြစ်ပါတယ်။အကာအကွယ်နဲ့ရိက္ခာမရှိတဲ့တပ်ဖွဲ့ဟာမတိုက်ခင်ကတည်းကပြိုလဲသွားသလိုဆက်သွယ်ရေးလမ်းကြောင်းမရှိရင်လည်းဖျို့ဖျဲဖြစ်သွားရပါတယ်။စီးပွားရေးလောကမှာလည်းကုမ္ပဏီတစ်ခုဟာထုတ်ကုန်ရောင်းကောင်းနေုံနဲ့မပြီးပဲကုန်ကျန်းရရှိမှုပို့ဆောင်ရေးနဲ့ဗန်နာရေးစတဲ့ထောက်ပံ့ရေးစနစ်ခိုင်မာနေဖို့လိုအပ်တယ်လို့ဝန်ထမ်းတွေနဲ့အဖွဲ့အစည်းအကြားသတင်းအချက်အလက်ပွင့်လင်းမြင်သာစွာချိတ်ဆက်ဆက်သွယ်ပေးနိုင်မှဈေးကွက်မှာရေရှည်ရပ်တည်နိုင်တာဖြစ်ပါတယ်။အားကစားပြိုင်ပွဲမှာလည်းအသင်းတစ်သင်းဟာကစားသမားတွေရဲ့ကြံ့ခိုင်မှုနဲ့လိုအပ်ချက်တွေကိုထောက်ပံ့ပေးနိုင်ရုံတင်မကပဲနီးပြနဲ့ကစားသမားတွေကြားဆက်သွယ်မှုစီးချက်ညီမှသာအောင်မြင်တဲ့ကစားကွက်ကိုဖန်တီးနိုင်တာဖြစ်ပါတယ်။တိုက်ပွဲဝင်စိတ်ဓာတ်ဆိုတာအမြဲတမ်းပုံသေးတက်ကြွနေတာမျိုးမဟုတ်ပါဘူး။တိုက်ပွဲစတင်ချိန်မှာစိတ်ဓာတ်နိုးကြားတက်ကြွမှုအပြည့်ရှိနေတတ်ပြီးတိုက်ပွဲကြာမြင့်လာတာနဲ့အမျှစိတ်ဓာတ်အနှဲငယ်လျော့ပါလာရင်းနဲ့အချိန်ကာလတစ်ခုကျော်လွန်သွားတဲ့အခါပင်မနွမ်းနယ်ပြီးစိတ်ဓာတ်ကျဆင်းကတာထွက်ခြင်းစိတ်ပေါ်လာတတ်ပါတယ်။ပါးနှက်တဲ့စစ်သူကြီးတွေဟာရန်သူဘက်ကစိတ်ဓာတ်အပြည့်နဲ့တက်ကြွနေချိန်မှာထိတ်တက်ရင်ဆိုင်တာကိုရှောင်ကွင်းပြီးရန်သူစိတ်ဓာတ်ကျဆင်းပြီးပင်မနွမ်းနယ်နေချိန်ကြမှာထိုးနှက်တိုက်ခိုက်လေရှိပါတယ်။ဒီလိုပဲမိမိဘက်ကတပ်သားတွေရဲ့စိတ်ဓာတ်ရေးရာကိုလည်းပင်မမသွားရအောင်စနစ်တကျထိန်းသိမ်းထားပြီးစိတ်ဓာတ်အမြင့်မားဆုံးအချိန်မှာအသုံးပြုရမှာဖြစ်ပါတယ်။စိတ်ဓာတ်စီးကပ်နဲ့စိတ်ခံစားချက်ဒီသုံးခုကိုကျွမ်းကျင်စွာထိန်းချုပ်နိုင်ရင်ပြန်ဘက်ရဲ့စိတ်ဓာတ်ကိုရင်းရင်သွားအောင်လုပ်နိုင်ပြီးအ ਨੇ ဆုံးအင်အားသုံးပြီးအမြင့်ဆုံးအောင်မြင်မှုကိုရရှိနိုင်မှာဖြစ်ပါတယ်။စီးပွားရေးလောကမှာလည်းကုမ္ပဏီတစ်ခုဟာပြန်ဘက်ကအားမှန်အပြည့်နဲ့ဈေးကွက်ထဲထိထိရောက်ရောက်ထိုးဖောက်မာကတ်တင်းဆင်းနေချိန်မှာထိတ်တက်ရင်မဆိုင်ပဲပြန်ဘက်ကဘတ်ဂျက်ကုန်ပြီးအချိန်ကျသွားတဲ့အချိန်ကျမှဝန်ဆောင်မှုအသစ်နဲ့ဈေးကွက်ကိုဝင်ရောက်စိုးမိုးတာမျိုးဖြစ်ပါတယ်။အားကစားပြိုင်ပွဲတွေမှာလည်းအသင်းတစ်သင်းဟာပြန်ဘက်အသင်းကပထမပိုင်းမှာတဟုန်တိုးတက်စစ်စင်စိတ်သက်တက်ကြွနေချိန်မှာ
ခန်းစစ်ကိုအခိုင်အမာကာကွယ်ပြီးပြန်ဘက်ပင်မမောပန်းသွားတဲ့ဒုတိယပိုင်းကျမှအနိုင်ရလက်ကိုဖန်တီးယူတာဖြစ်ပါတယ်။ဒီသဘောတရားကိုလက်တွေ့အသုံးချခြင်းရင်မိမိကိုယ်တိုင်နဲ့တခြားသူတွေရဲ့စိတ်သက်နိုးကြားမှုနဲ့အနားယူမှုစည်းချက်ကိုပါနက်စွာအသုံးချရမှာဖြစ်ပါတယ်။ရုံးမှာခက်ခဲတဲ့ project တစ်ခုသို့မဟုတ်အရေးကြီးတဲ့အစည်းအဝေးကိုလှုပ်ဆောင်တဲ့အခါစိတ်သက်နဲ့အာရုံစိုက်မှုအပြည့်ဆုံးအချိန်တွေကိုအဓိကထားအသုံးပြုရပါမယ်။လူတွေပင်ပန်းနွမ်းနယ်ပြီးစိတ်သက်လျော့ကျနေတဲ့အချိန်မျိုးမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးငင်းခုန်တာမျိုးရှောင်ကျဉ်ရပါမယ်။အတွေးအခေါ်ပိုင်းမှာလည်းကိုယ့်ရဲ့စိတ်အခြေအနေကိုအမြဲတမ်းစောင့်ကြည့်ပြီးဒေါသဖြစ်နေခြင်းသို့မဟုတ်စိတ်သက်ကျနေခြင်းတွေမှာဆုံးဖြတ်ချက်ချတဲ့ကိစ္စလိုအရေးကြီးတဲ့အရာတွေကိုလုံးဝမလုပ်ဘဲစိတ်အေးဆေးတည်ငြိမ်နေခြင်းနဲ့စိတ်အားတက်နေတဲ့အချိန်ကြမှဆောင်ရွက်တဲ့စိတ်သက်ကိုမွေးမြူရပါမယ်။ဗျူဟာပြောင်းလဲခြင်းမြေပြင်အခြေအနေအရဗျူဟာပြောင်းလဲအနိုင်ယူခြင်းတောင်ကုန်းမြစ်ချောင်းရွှွန့်နွန်စတဲ့ပတ်ဝန်းကျင်အခြေအနေတိုင်းမှာတိုက်ပွဲဗျူဟာကိုပုံသေးအသုံးပြုလို့မရပါဘူး။မြေပြင်အနေအထားကိုစနစ်တကျကြည့်ရှုလေ့လာပြီးတာလွန်တဲ့နေရာကိုကြိုတင်စိုးမိုးတာခက်ခဲတဲ့မြေပြင်အနေအထားတွေကိုရှောင်ကွင်းတာနဲ့အခြေအနေနဲ့အညီနည်းဗျူဟာပြောင်းလဲအသုံးပြုတာကအနိုင်ရဖို့အတွက်အရေးအကြီးဆုံးတော့ချက်ဖြစ်ပါတယ်။ကိုတိုက်ခတ်ရမယ့်နယ်မြေကိုညှင်းဆန်လို့မရတာကြောင့်အဲ့ဒီမြေပြင်ရဲ့အားသာချက်အားနည်းချက်ကိုစနစ်တကျအသုံးချပြီးအမျက်ထုတ်တတ်ရပါမယ်။အခြေအနေအရလက်ရောညီထွေပြောင်းလဲနိုင်စွမ်းမရှိရင်ခိုင်မာလာပါတယ်ဆိုတဲ့အစီအစဉ်တွေတောင်ပတ်ဝန်းကျင်အတားအဆီးတွေကြောင့်ပြိုလဲသွားရတာမျိုးဖြစ်တတ်ပါတယ်။ဥပမာပြောရရင်စစ်သူကြီးကောင်းတွေကတောင်ကုန်းမြစ်ပတ်ဝန်းကျင်ရောက်ရင်အထက်စီးကနေနေရာယူကာကွယ်လေးရှိသလိုရွှွန့်နွန်ဒါမှမဟုတ်မြစ်ချောင်းဒေသတွေမှာမြေပြင်ဗျူဟာကိုလက်တစ်ပြက်ပြောင်းလဲပြီးရန်သူအခက်တွေ့အောင်ဖန်တီးလေးရှိပါတယ်။စီးပွားရေးလောကမှာလည်းကုမ္ပဏီတစ်ခုကမြို့ကြီးတွေမှာသုံးတဲ့ marketing နည်းဗျူဟာအတိုင်းနယ်မြို့တွေသို့မဟုတ်နိုင်ငံခြားဈေးကွက်တွေမှာပုံသေးသွားသုံးလို့မရပါဘူး။ဒေတာတစ်ခုချင်းစီရဲ့ဈေးကွက်မြေပြင်အနေအထားနဲ့စားသုံးသူတွေရဲ့ဒလိထုံးစံအပေါ်မူတည်ပြီးတော့ရောင်းအားမြင့်နီးလန်းတွေကိုလက်ရောညီထွေပြောင်းလဲအသုံးပြုတတ်ရပါမယ်။အားကစားပြိုင်ပွဲတွေမှာလည်းအသင်းတစ်သင်းဟာကိုယ်အိမ်ကွင်းနဲ့ဧည့်ကွင်းမြေပြင်အနေအထားရာသီဥတုအခြေအနေပေါ်မူတည်ပြီးကစားကွက်နည်းဗျူဟာကိုပြောင်းလဲကစားတတ်မှရလက်ကောင်းကိုရရှိမှာဖြစ်ပါတယ်။ဒီသဘောတရားကိုလက်တွေ့အသုံးချခြင်းရင်မိမိရောက်ရှိနေတဲ့အခြေအနေနဲ့ပတ်ဝန်းကျင်မြေပြင်ကိုသတိထားစောင့်ကြည့်ပြီးနီးလန်းတွေကိုလက်ရောညီထွေပြောင်းလဲအသုံးပြုရပါမယ်။အတွေးအခေါ်ပိုင်းမှာလည်းပတ်ဝန်းကျင်နဲ့အခြေအနေဘယ်လိုပဲပြောင်းလဲပါစေကိုယ်ရည်မှန်းချက်စီရအောင်အခြေအနေနဲ့လက်ရောညီထွေနီးလန်းပြောင်းလဲတတ်တဲ့စိတ်ဓာတ်ကိုမွေးမြူရပါမယ်။မိမိရောက်ရှိနေတဲ့မြေပြင်အနေအထားကိုအမိအယအသုံးချပြီးနီးဗျူဟာပြောင်းလဲနိုင်ရင်ဘယ်လိုအတားအဆီးမျိုးကြုံရပါစေအောင်မြင်စွာကျော်လွှားနိုင်မှာဖြစ်ပါတယ်။စစ်သူကြီးရဲ့အမှား၅ခုခေါင်းဆောင်တဦးမှာရှိတတ်တဲ့စိုးရွားတဲ့မှားယွင်းမှု၅ခုကတပ်တစ်ခုလုံးကိုပျက်စီးခြင်းစီခေါ်ဆောင်သွားနိုင်ပါတယ်။ပထမတစ်ခုကအသက်ကိုမငဲ့ပဲဇွတ်အတင်းတိုးဝင်တိုက်ခိုက်တတ်တဲ့ရန်ကားမှုဖြစ်ပြီးဒါဟာရန်သူရဲ့ထောင်ချောက်တဲ့တိမ်မိတ်ကျသွားစေနိုင်ပါတယ်။ဒုတိယတစ်ခုကအသက်အန္တရာယ်ကိုကြောက်ရွံ့လွန်းပြီးအရာရာကိုခံစစ်ပဲပြင်ကျင်တဲ့မဝတ်မရဲစိတ်ဓာတ်ဖြစ်ပြီးဒါဟာတပ်ဖွဲ့ကိုလွယ်လွယ်ကူကူနဲ့အဖမ်းခံရအောင်လုပ်လိုက်တာဖြစ်ပါတယ်။တတိယတစ်ခုကစိတ်ဆက်ဒေါသထွက်လွယ်တာဖြစ်ပြီးဒါဟာရန်သူရဲ့စွပေးမှုနောက်ကိုပါသွားတတ်ပါတယ်။စတုတ္ထတစ်ခုကတိုက်ခါနဲ့အဆက်ကိုလွန်လွန်ကဲကဲငှက်ကွက်တာဖြစ်ပြီးဒါဟာအတရေဖြတ်စကားတွေကြားမှာကွက်ရွှေ့မှားသွားစေပါတယ်။နောက်ဆုံးတစ်ခုကတော့မိမိရဲ့တပ်သားတွေကိုတန်ရောစင်ကြီးလွန်းလို့အလွန်အမင်းစိုးရင်ပူပန်တာဖြစ်ပါတယ်။ဒါဟာတန်ရောစင်ပိုက်ကွန်တဲ့ပိတ်မိပြီးဆုံးဖြတ်ချက်ကြီးတွေကိုပြက်ပြက်သားသားမချနိုင်အောင်အဟန့်အတားဖြစ်စေပါတယ်။ဒီလိုမျိုးစိတ်ခံစားချက်အလွန်အကျွံဖြစ်နေမှုဟာတစ်ခုနဲ့တစ်ခုဆက်ဆက်နေပြီးဘလောက်တော်တဲ့ခေါင်းဆောင်ဖြစ်နေပါစေပြန်ဘက်အတွက်လွယ်ကူတဲ့ပြစ်မှတ်ဖြစ်သွားစေနိုင်ပါတယ်။ဥပမာပြောရရင်စစ်သူကြီးကောင်းတွေကရန်သူစစ်သူကြီးရဲ့စိတ်ဆက်တဲ့ဒေါသသို့မဟုတ်တိတ်ခါထိမခံတဲ့အချက်ကိုသိတာနဲ့အရှက်ရအောင်ဆွပေးပြီးမတီမငြိမ်ဖြစ်အောင်လုပ်ကာထောင်ချောက်တဲ့ဆွဲသွင်းလေရှိပါတယ်။စီးပွားရေးလောကမှာလည်းကုမ္ပဏီခေါင်းဆောင်တစ်ယောက်ကတိတ်ခါအထိမခံချင်တာကြောင့်မအောင်မြင်တော့တဲ့ project တစ်ခုမှာ budget တွေဆက်ထည့်ပြီးဇွတ်တိုးတာသို့မဟုတ်ဝန်ထမ်းတွေကိုအလွန်အမင်းအလိုလိုက်တနာလွန်းလို့အမိတ်မပြတ်သားပဲစီကံပြက်ပြားသွားတာမျိုးဖြစ်တတ်ပါတယ်။အားကစားပြိုင်ပွဲတွေမှာလည်း
နီးပြသို့မဟုတ်ကစားသမားတစ်ယောက်ဟာစိတ်ဆက်ပြီးဒေါသထွက်သွားတဲ့အခါပြန်ဘက်ရဲ့ပရိရဲ့နောက်ပါသွားပြီးအနီကပ်ပြထုတ်ပယ်ခံရတာသို့မဟုတ်ကစားကွက်ပျက်စီးသွားတာမျိုးဖြစ်ပါတယ်ဒီသဘောတရားကိုလက်တွေ့အသုံးချခြင်းရင်ရုံးမှာသို့မဟုတ်အဖွဲ့အစည်းမှာခေါင်းဆောင်သို့မဟုတ်တာဝန်ရှိသူအဖြစ်ဆောင်ရွက်တဲ့အခါအခြားသူတွေရဲ့ဝေဖန်တိုက်ခိုက်မှုကြောင့်ဒေါသထွက်ပြီးဆုံးဖြတ်ချက်ချတာမျိုးမလုပ်ရပါဘူးဒါအပြင်ကိုယ့်ရဲ့ဝန်ထမ်းတွေနဲ့အဖွဲ့ဝင်တွေကိုဂရုစိုက်ရမှာဖြစ်ပေမဲ့အဖွဲ့အစည်းရဲ့ပန်းတိုင်အတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုပုဂ္ဂိုလ်ရေးခံစားချက်ကြောင့်တွန့်ဆုတ်မနေပဲပြက်ပြက်သားသားလှုပ်ဆောင်ရပါမယ်အကျိုးနဲ့အပြစ်ကိုချိန်ဆခြင်းတိုက်ပွဲဒါမှမဟုတ်ပြန်ဆိုင်မှုတစ်ခုမှာဘယ်တော့မှအားသာချက်ကြီးအကျိုးကျေးဇူးကြီးပဲရှိနေတာမဟုတ်သလိုအားနည်းချက်ကြီးသို့မဟုတ်အပြစ်ကြီးပဲရှိနေတာမဟုတ်ပါဘူးပန်းနဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဟာအခက်အခဲနဲ့အန်ဒီရယ်တွေကြုံတွေ့နေရချိန်မှာလဲအဲမှာပုံကွယ်နေတဲ့အခွင့်အလန်းနဲ့အကျိုးကျေးဇူးတွေကိုမြင်သာအောင်ရှာဖွေကြည့်တတ်သလိုတာစည်းရနေချိန်မှာလဲနောက်ွယ်ကကြုံလာနိုင်တဲ့အန်ဒီရယ်နဲ့ကြိုတင်တွက်ချက်ထားတတ်ပါတယ်အခက်အခဲကြားကအကျိုးကျေးဇူးကိုမြင်အောင်ကြည့်နိုင်ရင်ပန်းနန်စီတက်မတ်ရှောက်လန်းနိုင်မှဖြစ်ပြီးတာစည်းရချိန်မှာအန်ဒီရယ်ကိုမြင်သာအောင်ချိန်ဆနိုင်ရင်တော့မမျောလင့်ထားတဲ့ဆုံးရှုံးမှုကြီးတွေကိုရှောင်ကွင်းနိုင်မှဖြစ်ပါတယ်အကျိုးနဲ့အပြစ်ဆိုတာဒင်းကားပြတစ်ခုရဲ့ခေါင်းနဲ့ပန်းတို့အမြဲတမ်းဒွန်တွဲလျက်ရှိတာကြောင့်နှစ်ဖက်စလုံးကိုစနစ်တကျချိန်ဆသုံးသပ်နိုင်မှအမှားအယွင်းမရှိအောင်မြင်မှုကိုဖန်တီးယူနိုင်မှာဖြစ်ပါတယ်ဥပမာပြောရရင်တိုက်ပွဲတွေမှာစစ်သူကြီးကောင်းတွေကမိမိဘက်ကရှုံးလူနီးပါအကျက်အတဲရောက်နေချိန်မှာတော့ရန်သူဘက်ကမေးလျော့နေတဲ့ဟာကွက်မိမိအတွက်အကျိုးကျေးဇူးဖြစ်နေတဲ့အရာကိုရှာဖွေပြီးအနိုင်ရအောင်တုံ့ပြန်တတ်တယ်လို့တိုက်ပွဲနိုင်နေချိန်မှာလဲရန်သူရဲ့ထောင်ချောက်ထဲမဝင်မိအောင်နဲ့ရန်သူကိုအထင်သေးပြီးမပေါ့ဆမိအောင်စီကံကိုပိုတင်းကျပ်ပြီးအန်ဒီရယ်ကိုကာကွယ်လေးရှိပါတယ်စီးပွားရေးလောကမှာလဲကုမ္ပဏီတစ်ခုဟာစီးပွားရေးကျဆင်းနေတဲ့အကျက်အတဲကာလမှာဈေးကွက်သစ်ဖောက်ထွက်နိုင်မဲ့အခွင့်အလမ်းကိုရှာဖွေပြီးတီထွင်ထုတ်လုပ်လေးရှိသလိုရောင်းအားကောင်းပြီးအမျက်အစွန်းများနေချိန်မှာလဲအနာဂတ်မှာပေါ်ပေါက်လာမဲ့ပြန်ဘက်တွေနဲ့ဈေးကွက်အပြောင်းအလဲအန်ဒီရယ်ကိုကြိုတင်စီမံခန့်ခွဲထားတာဖြစ်ပါတယ်ဒီသဘောတရားကိုလက်တွေ့အသုံးချခြင်းရင်ကိစ္စတစ်ခုခုကိုမဆုံးဖြတ်ခင်အကျိုးနဲ့အပြစ်နှစ်ဖက်စလုံးကိုဗတ်လိုက်မှုမရှိဘဲမျှတစွာစဉ်းစားသုံးသပ်ရပါမယ်ရရှိလာမဲ့အမျက်အစွန်းနဲ့အကျိုးတွေကိုကြီးကြည့်ပြီးစိတ်စောတန်မနေပဲကြုံလာနိုင်တဲ့စွန့်စားရမှုနဲ့အန်ဒီရယ်တွေကိုပါကြိုတင်ပြင်ဆင်ထားရပါမယ်ချီတက်ခြင်းရေပြင်၄မျိုးတွင်တက်ဆွဲခြင်းပတ်ဝန်းကျင်အခြေအနေပေါ်မူတည်ပြီးနေရာယူတက်ဖို့ဆိုတာမတူညီတဲ့အခင်းအကျင်းတိုင်းမှာကိုကဘယ်လိုအသာစီးရမလဲဆိုတာကြိုတင်တွက်ချက်တတ်ဖို့လိုပါတယ်တောင်တန်းတောင်ကုန်းဒေသတွေကိုဖျက်ဆီးတဲ့အခါအလင်းရောင်နဲ့နေရောင်ခြည်ကောင်းကောင်းရတဲ့အမြင့်ပိုင်းနေရာတွေကိုရွေးချယ်တက်ဆွဲရပါတယ်အမြင့်နေရာမှာစကန်းချတာဟာရန်သူလှုပ်ရှားမှုကိုအပေါ်စီးကနေအကဲခတ်နိုင်ရုံမကပဲကျန်းမာရေးအတွက်လေကောင်းလေသန့်ရရှိပြီးယောဂဗျကင်းဝေးစေတာကြောင့်တပ်သားတွေရဲ့စိတ်ဓာတ်နဲ့အင်အားကိုမြင့်တင်ပေးနိုင်ပါတယ်ရန်သူကရေကိုဖျက်ကူးလာရင်သူတို့ရေလဲကောင်ရောက်ပြီးအင်အားတဝက်စီပိုင်းခြားနေတဲ့အချိန်ကြမှထိုးစစ်ဆင်တာကအသာစီးရစေပါတယ်ရေပြင်နာအခြေစိုက်တဲ့အခါမှာလဲမြစ်ရည်စီးကြောင်းရဲ့အောက်ဘက်ကနေရင်ဆိုင်တာမျိုးရှောင်ကျဉ်ပြီးမြင့်မား၆သွေးတဲ့နေရာကပဲနေရောင်ကိုမျက်နှာမူပြီးတက်ဆွဲရပါတယ်ရွှွန့်နွန်ဒေသတွေနဲ့စားနွန်တောတွေကိုဖျက်ဆီးတဲ့အခါမှာတော့မတွန့်ဆုတ်ပဲအမြန်ဆုံးလွန်မြောက်အောင်ရှောက်လန်းရပါတယ်ဒီလိုနှွန်တောထဲမှာမဖြစ်မနေတိုက်ပွဲဝင်ရတော့မယ်ဆိုရင်တောက်သုံးရည်နဲ့မြက်ခင်းရှိတဲ့နေရာကိုအမိပြုပြီးကြောဘက်မှာတစ်တော်တစ်ပင်တွေကိုအကာအကွယ်ရှိအောင်ပြင်ဆင်ရပါတယ်ကာအကွယ်မဲ့တဲ့ရွှွန့်နွန်ထဲမှာတောင်တင်နေတာကမိမိတက်ကိုအလွယ်တကူတိုက်ခိုက်ခံရနိုင်လို့ဖြစ်ပါတယ်ဘလို့မြေပြင်အမျိုးအစားမှမဆိုတင့်တော်တဲ့ပတ်ဝန်းကျင်ကိုအသုံးချတာကတပ်ဖွဲ့ရဲ့အင်အားကိုထိမ့်သိမ်းရာရောက်ပါတယ်စီးပွားရေးလောကမှာလည်းမိမိရဲ့လုပ်ငန်းအခြေအနေပေါ်မူတည်ပြီးဈေးကွက်နဲ့နယ်ပယ်ကိုစနစ်တကျရွေးချယ်တတ်ဖို့လိုပါတယ်။သတင်းအချက်အလက်နဲ့အရင်းအမြစ်ကျွယ်ဝတဲ့ဈေးကွက်ဥဆောင်သူနေရာရောက်နေချိန်မှာအထက်စီးကနေဗျူဟာခင်းရသလိုမရေမရာဖြစ်နေတဲ့နယ်ပယ်တစ်တွေကိုဖျက်ဆီးရချိန်မှာတော့တတ်နိုင်သမျှမြန်မြန်ဆန်ဆန်နဲ့ဘေးကင်းအောင်ပြောင်းလဲလှုပ်ရှားရပါတယ်။အချက်အတဲနဲ့အပြိုင်အဆိုင်ပြင်းထန်တဲ့ရွှွန့်နွန်လိုဈေးကွက်ထဲရောက်နေရင်လည်းမိမိမှာရှိပြီးသားအားသာချက်နဲ့အရင်းအမြစ်တွေကိုအခြေပြုပြီးရေရှည်ကြံ့ကြံ့ခံနိုင်အောင်ကာအကွယ်ယူပြင်ဆင်ရမှာဖြစ်ပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလည်းကိုရောက်ရှိနေတဲ့အခြေအနေနဲ့ပတ်ဝန်းကျင်ကိုမှန်မှန်ကန်ကန်သုံးသပ်ပြီး
ကိုယ့်ရဲ့စွမ်းအားကိုမလျော့ကျစေဘဲထိမ့်သိမ်းခြင်းဖြင့်ဘလို့အခင်းအကျင်းမျိုးမှမဆိုပန်းနိုင်ကိုအရောက်လန်းနိုင်မှာဖြစ်ပါတယ်နမိတ်တွေနဲ့ရန်သူလှုပ်ရှားမှုကိုအကဲခတ်ခြင်းပတ်ဝန်းကျင်မှာဖြစ်ပေါ်နေတဲ့သဘာဝလက္ခဏာသေးသေးလေးတွေနဲ့ရန်သူရဲ့မူမမှန်တဲ့အမှုအရာတွေကိုသတိထားစောင့်ကြည့်ခြင်းဟာတိုက်ပွဲမှာအနိုင်ရဖို့တင်မဟုတ်ပဲအလစ်အငိုက်မိတာမျိုးမရှိအောင်ကာကွယ်ရမှာအရေးပါပါတယ်။တက်တော်တစ်ပင်တွေကြားကနေငှက်တွေအလန့်တကြားအုပ်စုလိုက်ပြန်တက်သွားတာမျိုးဟာခြုံခိုတိုက်ခိုက်ဖို့ပုံအောင်နေတာကိုပြသနေသလိုတောကောင်တွေစခန်းဘက်ကိုအလန့်တကြားပြေးထွက်လာတာမျိုးဟာလည်းရန်သူကရုတ်တရက်အလစ်အငိုက်စစ်ဆင်လာတာကိုဖော်ပြနေတာဖြစ်ပါတယ်။ဒါအပြင်မြေပြင်ကနေဖုံမုတ်တွေအမြင့်ကြီးမြင့်တက်လာတာမျိုးတွေ့ရင်တန်ချက်ကာနဲ့ယထာတက်တွေခြိတက်လာတာဖြစ်ပြီးဖုံမုတ်တွေအနှိပ်ပိုင်းမှာပဲပြန့်နှံ့သွားတာဟာခြေလင်တက်တွေစဝိုင်းတပွဲစခန်းချဖို့လာနေတာပဲဖြစ်ပါတယ်။တက်တစ်ခုရဲ့ပြုမှုပုံနဲ့စကလုံးတွေကလည်းသူတို့ရဲ့အခြေအနေမှန်ကိုပြသနေပါတယ်။ရန်သူဘက်ကစကားကိုနှုညံ့ပျော်ပြောင်းစွာပြောဆိုပြီးစစ်ပြင်ဆင်မှုကိုဇက်တိုက်လုပ်နေတာဟာအရှိန်ဟုန်နဲ့ထိုးစစ်ဆင်တော့မယ်ဆိုတာကိုဖော်ပြတာဖြစ်ပြီးလေကြီးမိုးကြီးစကားတွေပြောဆိုရင်အလင်းစလိုရှေ့တိုးလာတာကတော့စုတ်ခွာဖို့ပြင်နေတာပဲဖြစ်ပါတယ်။သဘောတူညီချက်မရှိပဲစေတနာကောင်းပြပြီးဆွေးနွေးညှိနှိုင်းသူစေလွတ်တာဟာတိတ်တဆိတ်ကြံစီနေတာကိုပြသတာဖြစ်သလိုရန်သူတပ်သားတွေလှန်ကိုမိပြီးရက်နေရတာဟာငတ်မော့အားပြတ်နေတာကိုပြတာဖြစ်ပါတယ်။ခတ်လာတဲ့ရေကိုအလင်းစလိုတောက်နေရတာဟာရေငတ်မှုကိုပြင်းထန်စွာခံစားနေရတာဖြစ်ပါတယ်။စခန်းတစ်ခုမှာငှက်တွေအုပ်စုလိုက်စိတ်အေးချမ်းစွာနားနေကြရင်အဲ့ဒီနေရာမှာရန်သူစခန်းမရှိတော့ပဲစခန်းဟောင်းဖြစ်နေတာကိုသိနိုင်ပြီးညက်နှက်ပိုင်းမှာတပ်စခန်းအတွင်းအော်ဟစ်ဆူပူနေတာကတပ်သားတွေတဲ့အကြောက်တရားလွှမ်းမိုးနေတာနဲ့တပ်မိုးရဲ့စီကံမစိုးမိုးနိုင်တာကိုပြသနေတာဖြစ်ပါတယ်။ရန်သူဘက်ကမကြာခဏဆိုသလိုယာဒူးတွေစုလက်တွေအလွန်အကျွံပေးနေရတာဟာဗျူဟာကုန်ပြီးအကျက်အတဲစိုက်နေတာဖြစ်သလိုမကြာခဏဒဏ်ပေးအရေးယူမှုတွေလွန်လွန်ကဲကဲလုပ်နေရတာကလည်းအထက်အောက်စီကံပြက်ပြားပြီးစိတ်တစဖြစ်နေတာကိုဖော်ပြနေတာဖြစ်ပါတယ်။ပြင်ပန်းလက္ခဏာတိတိလေးတွေတန်နဲ့ရွေလျားမှုတွေကိုပေါင်းဆက်ကြည့်တတ်ရင်ရန်သူရဲ့စိတ်သက်အခြေအနေရိတ်ခါအခက်အခဲနဲ့နောက်ွယ်ကကြံစီမှုတွေကိုအတိအကျခံမှန်းနိုင်ပါတယ်။တာမန်အားဖြင့်လျှို့ဝှက်ထားတဲ့အစီအစဉ်တွေဟာတဘာဝပတ်ဝန်းကျင်နဲ့လူတွေရဲ့အမှုအရာလှုပ်ရှားမှုတွေမှာတဲလွန်စားအဖြစ်ထွက်ပေါ်လေရှိတာကြောင့်ဒီအမှတ်လက္ခဏာတွေကိုသတိထားကြည့်ခြင်းဖြင့်ရန်သူရဲ့ထောင်ချောက်နဲ့လှည့်ကွက်တွေကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။စီးပွားရေးနဲ့ပြန်ဆိုင်မှုနယ်ပယ်မှာလည်းပြန်ဘက်လုပ်ငန်းတွေရဲ့သေးစိတ်လှုပ်ရှားမှုနဲ့ဈေးကွက်ရေချိန်ကိုတေချာစောင့်ကြည့်တတ်ဖို့လိုပါတယ်။ပြန်ဘက်ကစေတနာကောင်းပြပြီးပူးပေါင်းဆောင်ရွက်ဖို့စကားတွေပြောနေပေမဲ့အနောက်မှာဝန်ထမ်းသစ်တွေခေါ်ယူနေတာကြော်ညာဘတ်ဂျက်တွေတိုးမြင့်နေတာဟာအလင်းအငိုက်ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။လုပ်ငန်းခွင်တစ်ခုမှာဝန်ထမ်းတွေမကြာခဏထွက်ခွာနေတာတာဝန်ရှိသူတွေဘက်ကဝန်ထမ်းတွေကိုယာဒူးစုလက်တွေခါတိုင်းထက်မတန်တဆလိုက်ပေးနေရတာဒါမှမဟုတ်မလိုအပ်ပဲပြစ်ဒဏ်တွေကိုခါတိုင်းထက်ပိုပြင်းပြင်းထန်ထန်ပေးနေရတာဟာဖွဲ့အစည်းအတွင်းမတည်ငြိမ်မှုတွေဖြစ်ပေါ်နေပြီးစီကံပြက်ပြားနေတာကိုပြသနေတာဖြစ်ပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလည်းအရာရာကိုအပြင်ပန်းမြင်ကွင်းနဲ့စကလုံးတွေမှာတင်စုံမိတ်ယုံကြည်မသွားပဲတဲလွန်စားတသက်လေးတွေကိုသတိထားစောင့်ကြည့်တတ်တဲ့အလေးအထကိုမွေးမြူရပါမယ်။လူတစ်ယောက်ဒါမှမဟုတ်ဖွဲ့အစည်းတစ်ခုရဲ့စကလုံးတွေထက်သူတို့ရဲ့ပြုမှုဆောင်ရွက်ပုံအမှုအရာနဲ့ပတ်ဝန်းကျင်တုံ့ပြန်မှုတွေကိုပေါင်းဆက်သုံးသပ်တတ်တဲ့အမျှော်အမြင်ရှိဖို့လိုပါတယ်။သေးစိတ်လက္ခဏာတွေကိုစီစစ်ကြည့်ရှုစောင့်ကြည့်တတ်တာဟာမလိုအပ်တဲ့ဆုံးရှုံးမှုတွေလှည့်ကွက်တွေနဲ့အလစ်အငိုက်မိတာတွေကိုကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။စီကံနဲ့တန်ရောစဉ်ကိုပေါင်းဆက်အုပ်ချုပ်ခြင်းတပ်သားတွေကိုမိသားစုဝင်တွေသားသမီးတွေလိုချစ်ခင်ချင်နာမှုတန်ရောစဉ်ပေးတဲ့အခါသူတို့ကတပ်မှုအပေါ်အသက်ပေးတစ္ဆာစောင့်တည်ပြီးအန်တရာယ်ကြီးပြီးနှံ့ဆိုင်တဲ့ကြောက်ကဘာတွေအထိနောက်ကနေလိုက်ပါရဲကြပါတယ်။ဒါပေမဲ့မေတ္တာနဲ့တန်ရောစဉ်တစ်ခုတည်းပေးပြီးစီကံထိမ့်သိမ်းမှုမရှိရင်တော့အလိုလိုက်ခံရတဲ့ကလေးတွေလိုဖြစ်သွားပြီးအမိတ်ပေးလို့မရတော့တဲ့တက်တစ်ခုဖြစ်ကာသုံးစားလို့မရနိုင်တော့ပါဘူး။ဒါကြောင့်တပ်သားတွေအပေါ်စေတနာမေတ္တာတန်ရောစဉ်နဲ့ဒန်းတူပြုမှုဆက်ဆံပြီးတစ်ဖက်မှာလည်းတင်းကျပ်တဲ့စီကံပေးဆက်မှုတွေနဲ့ထိန်းကျောင်းတာကအောင်ပွဲရဖို့အသေးချာဆုံးနည်းလမ်းဖြစ်ပါတယ်။စီးပွားရေးနဲ့လုပ်ငန်းခွင်နယ်ပယ်မှာလည်းခေါင်းဆောင်တစ်ယောက်ကဝန်ထမ်းတွေအပေါ်စေတနာထောက်ထားပြီးမိသားစုလိုတန်ရောစဉ်ထားတာဟာ
သစ္စာရှိတဲ့အဖွဲအစည်းဖြစ်အောင်ဆွဲဆောင်နိုင်ပါတယ်။ဒါပေမဲ့လုပ်ငန်းခွင်မှာလိုက်နာရမယ့်စီမင်းစည်းကမ်းတွေနဲ့မူဝါဒတွေကိုတိတိကျကျမကျင့်သုံးဘဲအလိုလိုက်ထားရင်တော့ဝန်ထမ်းတွေရဲ့လုပ်ရည်ကိုင်ရည်ကျဆင်းလာပြီးစည်းကမ်းပြတ်ပြားလာမှာဖြစ်ပါတယ်။ဥပမာပြောရရင်ယာဒူးတိုးတာနဲ့ဆုလက်ပေးတာအပြင်တာဝန်မကျေတာနဲ့စည်းကမ်းဖောက်ဖျက်တာတွေကိုလည်းညီမျှတဲ့ပြစ်ဒဏ်တိတိကျကျပေးမှသာအဖွဲ့အစည်းကစနစ်တကျလည်ပတ်နိုင်မှာဖြစ်ပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလည်းလူမှုဆက်ဆံရေးနဲ့မိသားစုကိုအုပ်ချုပ်ရာမှာတန်ရောစဉ်တစ်ခုတည်းနဲ့အလိုလိုက်တာမျိုးမလုပ်ဘဲစည်းကမ်းနဲ့စေတနာကိုမျှတစွာပေါင်းဆက်ကျင့်သုံးရပါမယ်။ကိုယ့်ရဲ့စည်းကမ်းနဲ့မူဝါဒတွေကိုတည်တည်ငြိမ်ငြိမ်နဲ့တန်းတူညီမျှကျင့်သုံးပြခြင်းဖြင့်အခြားသူတွေရဲ့လေးစားယုံကြည်မှုကိုရရှိမှာဖြစ်ပါတယ်။မြေပြင်အနေအထား6မျိုးမြေပြင်အနေအထားဆိုတာတိုက်ပွဲမှာအနိုင်အရှုံးကိုဆုံးဖြတ်ပေးတဲ့အဓိကအကြောင်းရင်းဖြစ်ပြီးတဘာဝအတိုင်းတည်ရှိနေတဲ့မြေပြင်အခင်းအကျင်း6မျိုးရှိပါတယ်။ပထမတစ်မျိုးကနှစ်ဖက်စလုံးအလွယ်တကူသွာလာဖြတ်တန်းနိုင်တဲ့မြေပြင်မျိုးဖြစ်ပြီးဒီလိုနေရာမျိုးမှာမိမိဘက်ကအလင်းရောင်နဲ့နေရောင်ခြည်ကောင်းကောင်းရတဲ့အမြင့်ပိုင်းနေရာကိုစောစောစီးစီးအပိုင်စီးပြီးရိတ်ခါတည်ယူရေးလမ်းကြောင်းခိုင်မာအောင်လုပ်ထားရင်အသာစီးရပါတယ်။ဒုတိယတစ်မျိုးကရောက်ရှိသွားဖို့လွယ်ကူပေမဲ့ရှုံးနှိမ့်လို့ပြန်ဆုတ်ရတဲ့အခါပြန်ထွက်ရခက်ခဲတဲ့မြေပြင်မျိုးဖြစ်ပြီးရန်သူဘက်ကပြင်ဆင်မှုမရှိဘဲပေါ့ဆနေရင်ရုတ်တရက်ထိုးစစ်ဆင်တိုက်ခိုက်လို့ရပေမဲ့ရန်သူကအစင်သင့်ပြင်ထားရင်တော့မစွန့်စားပဲရှောင်ရှားတာပိုကောင်းပါတယ်။တတိယတစ်မျိုးကမိမိဘက်ကစပြီးလှုပ်ရှားရင်မတာမယာဖြစ်နိုင်သလိုရန်သူဘက်ကစပြီးလှုပ်ရှားရင်လည်းအကျိုးမရှိဘဲနှစ်ဖက်စလုံးတုံဆိုင်နေရတဲ့မြေပြင်မျိုးဖြစ်ပါတယ်။ဒီလိုအခင်းအကျင်းမှာရန်သူကငါးစာပြပြီးမျှော့ခေါ်ရင်တောင်အလင်းစလိုမတိုက်ပဲစုတ်ခွာပြပြီးရန်သူအပြင်ထွက်လာမှလှည့်တက်ရပါတယ်။စတုဒ္ဓတစ်မျိုးကကျင်းမြောင်းတဲ့တောင်ကြားမြေပြင်မျိုးဖြစ်ပြီးမိမိဘက်ကစောစောရောက်နေရင်လမ်းကြောင်းကိုအပြည့်အဝပိတ်ဆို့တက်ဆွဲထားရမှာဖြစ်ပြီးရန်သူကပိတ်ဆို့ထားပြီးသားဆိုရင်တော့အထဲကိုဝင်မတိုက်ပဲပိတ်ဆို့မှုဟာကွက်ဖြစ်နေတဲ့အချိန်မှတိုက်ခတ်ရပါတယ်။ပစ္စမတစ်မျိုးကမှတ်ဆောက်ချွန်ထက်တဲ့ကုန်းမြင့်မြေပြင်မျိုးဖြစ်ပြီးမိမိဘက်ကစောစောရောက်ရင်နေအောင်ရတဲ့အမြင့်ပိုင်းမှာစခန်းချပြီးရန်သူလာတာကိုစောင့်ရမှာဖြစ်သလိုရန်သူကစောစောရောက်နေရင်တော့စွန့်ခွာပြီးလက်ထွက်ရပါမယ်။ဆဋ္ဌမတစ်မျိုးကရန်သူနဲ့မိမိအကြားအလွန်ဝေးကွာတဲ့မြေပြင်မျိုးဖြစ်ပြီးအင်အားချင်းတူညီနေချိန်မှာဝေးကွာတဲ့ရန်သူထံတွားရောက်စိန်ခေါ်တိုက်ခတ်ရင်မိမိဘက်ကစွမ်းအင်ကုန်ခန်းပြီးအရေးနှိမ်သွားနိုင်ပါတယ်။စီးပွားရေးနဲ့ဈေးကွက်ပြန်ဆိုင်မှုနယ်ပယ်မှာလည်းဈေးကွက်အခင်းအကျင်းအခြေအနေပေါ်မူတည်ပြီးဗျူဟာရွေးချယ်တတ်ဖို့လိုပါတယ်။အားလုံးလွတ်လပ်စွာဝင်ရောက်ပြန်ဆိုင်နိုင်တဲ့ဈေးကွက်မှာအကွက်အကွင်းကောင်းကောင်းနဲ့အရင်အမြင့်လမ်းကြောင်းတွေကိုစောစောစီးစီးအပိုင်စီးနိုင်သူကအနိုင်ရမှာဖြစ်ပြီးရင်းနှီးမြှုပ်နှံပြီးရင်ပြန်ထွက်ရခက်ခဲတဲ့ဈေးကွက်ထဲမှာတော့မစင်မချင်းစွန့်စားမှုမလုပ်ပဲသတိထားကျင်လည်ရပါတယ်။နှစ်ဖက်စလုံးတာလွန်မှုမရှိပဲပိတ်မိနေတဲ့ဈေးကွက်မျိုးမှာပြန်ဘက်ရဲ့မြူဆွဲမှုနောက်မပါပဲပြန်ဘက်အမားလုံးမိမဲ့အချိန်ကိုစောင့်ဆိုင်းရပါတယ်။နယ်ပယ်ချင်းမြောင်ပြီးထိန်းချုပ်ရလွယ်ကူတဲ့ဈေးကွက်တစ်တွေမှာစောစောစီးစီးနေရာယူထိန်းချုပ်ထားနိုင်ရင်အကျိုးအမြတ်ပိုရသလိုရင်းနှီးမြှုပ်နှံမှုမြင့်မားပြီးခက်ခဲတဲ့နယ်ပယ်တွေမှာလည်းမိမိကခိုင်မာတဲ့နေရာရထားရင်အထက်စီးကနေရှင်ပြန်နိုင်ပါတယ်။မိမိနဲ့အလံဝေးကွာပြီးတွားရောက်ရှင်ပြန်ဖို့ကုန်ကျစရိတ်ကြီးမားတဲ့ဈေးကွက်မျိုးမှာတော့အားသာချက်မရှိပဲတွားရောက်စိန်ခေါ်တိုက်ခိုက်တာမျိုးကိုမိမိဘက်မှာပရိယာယ်မရှိရင်လုံးဝမလုပ်ဆောင်သင့်ပါဘူး။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလည်းနီလန်းတစ်ခုတည်းကိုအခြေအနေတိုင်းမှာအတင်းအကျပ်ကျင့်သုံးလို့မရပဲမိမိရောက်နေတဲ့အခင်းအကျင်းပေါ်မူတည်ပြီးရည်မှန်းချက်နဲ့လှုပ်ဆောင်ချက်တွေကိုလိုက်ရောညီထွေပြောင်းလဲရပါမယ်။ကိုယ့်အတွက်မတာမယာဖြစ်နေတဲ့အခြေအနေတွေမှာအလင်းစလိုတုံ့ပြန်တာမျိုးမလုပ်ပဲစောင့်ဆိုင်တင်ရင်စောင့်ဆိုင်ရှောင်လွဲတင်ရင်ရှောင်လွဲခြင်းဖြင့်မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေကိုကာကွယ်ပြီးအောင်မြင်မှုတွေကိုရယူနိုင်မှာဖြစ်ပါတယ်။တဘာဝကြာဆုံးမှု6ချက်တိုက်ပွဲမှာတပ်တစ်ခုလုံးပျက်စီးကြာဆုံးသွားတာဟာခေါင်းဆောင်ဖြစ်သူရဲ့အမှားအယွင်းနဲ့အမြော်အမြင်မရှိမှုတွေကြောင့်ပဲဖြစ်ရတာများပါတယ်။ပထမအချက်ကမိမိနဲ့ရန်သူကြားတိုက်ပွဲအခြေအနေညီမျှနေချိန်မှာခေါင်းဆောင်ကအင်အား10ဆမကတာလွန်တဲ့ရန်သူစီအလင်းစလိုတွားရောက်တိုက်ခိုက်ခိုင်းရင်တက်ပြက်ရတဲ့အခြေအနေဖြစ်ပေါ်လာပါတယ်။ဒုတိယတစ်ချက်ကတပ်သားတွေရဲ့အင်အားနဲ့စိတ်ဓာတ်ကတန်မာပေမဲ့အောက်ခြေတပ်မှုတွေကအားနေပြီးအမိတ်မစိုးမိုးနိုင်တဲ့အခါတပ်ဖွဲ့အတွင်းစီကံပြပြပြီးအမိတ်မနာခံတာမျိုးဖြစ်လာပါတယ်။တတိယအချက်ကတော့
အထက်တပ်မှုတွေကစီကံတင်းကျပ်ပေမဲ့အောက်ခြေတပ်သားတွေရဲ့အင်အားနဲ့စွမ်းဆောင်ရည်ကအလွန်အားနဲ့နေရင်တပ်ဖွဲ့တစ်ခုလုံးပြိုကွဲပျက်စီးသွားရပါတယ်။စတုဒ္ဒတစ်ချက်ကအောက်ခြေတပ်မှုတွေကဒေါသနဲ့အာဃာတကိုမထိန်ချုပ်နိုင်ပဲခေါင်းဆောင်ရဲ့အမိန့်ကိုမဆောင်ပဲမိမိသဘောနဲ့မိမိတွားရောက်တိုက်ခတ်ရာကနေတပ်ဖွဲ့တစ်ခုလုံးတုံညဖြစ်အောင်ပျက်စီးသွားတာမျိုးဖြစ်ပါတယ်။ပစ္စမတစ်ချက်ကခေါင်းဆောင်ဖြစ်သူကိုယ်တိုင်ကပြတ်သားမှုမရှိပဲစီကံနဲ့အမိန့်တွေကိုရှင်းရှင်းလင်းလင်းမထုတ်ပြန်နိုင်တဲ့အခါတပ်ဖွဲ့အတွင်းစနစ်မရှိပဲရုံရင်းဆန်ကပ်ရှုပ်ထွေးသွားရပါတယ်။ဆဋ္ဌမအချက်ကတော့ခေါင်းဆောင်ကရန်သူနယ်မြေနဲ့အင်အားကိုတိတိကျကျမတွက်ချက်နိုင်ပဲမိမိရဲ့အားနဲ့နေတဲ့တပ်ဖွဲ့ကိုအားကောင်းတဲ့ရန်သူတပ်ဖွဲ့စီတွားရောက်ရင်ဆိုင်ခိုင်းရာကနေအရေးနှိပ်သွားတာဖြစ်ပါတယ်။စီးပွားရေးနဲ့အဖွဲ့အစည်းစီမံခန့်ခွဲမှုနယ်ပယ်မှာလည်းဒီလိုအမှားအယွင်းမျိုးတွေကြောင့်အဖွဲ့အစည်းတွေပြိုကွဲကြဆုံးသွားလေရှိပါတယ်။ပြိုင်ဘက်ရဲ့ဈေးကွက်အင်အားနဲ့အရင်းအမြစ်ကိုတေချာမတွက်ဆပဲမတန်တဆရှင်ပြိုင်ဖို့ကြိုးစားရင်းရင်းနှီးမြှုပ်နှံမှုတွေပျက်စီးသွားနိုင်သလိုအထက်ကမူဝါဒတင်းကျပ်ပေမဲ့အောက်ခြေဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည်နည်းနေရင်လည်းလုပ်ငန်းစဉ်လက်ပတ်မှုပြိုကွဲသွားရပါတယ်။အလားတူပဲခေါင်းဆောင်ဖြစ်သူကပြတ်သားတဲ့လမ်းညွှန်ချက်မပေးနိုင်ပဲတာဝန်တွေကိုမရေမရာခွဲဝေပေးရင်အဖွဲ့အစည်းအတွင်းစနစ်မရှိစီကံပြက်ပြားလာမှဖြစ်ပြီးတာဝန်ရှိသူတွေကစိတ်လိုက်မှန်ပါလှုပ်ဆောင်ရင်လည်းတစ်ဖွဲ့လုံးအကျက်အတဲကြုံရပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလည်းကိုယ်မှာရှိတဲ့အရင်းအမြစ်နဲ့စွမ်းဆောင်ရည်ကိုမှန်မှန်ကန်ကန်သုံးသပ်ဖို့လိုသလိုစိတ်လိုက်မှန်ပါဆုံးဖြတ်တာမျိုးကိုတော့ရှောင်ရှားရပါမယ်။လမ်းညွှန်ချက်နဲ့ရည်မှန်းချက်တွေကိုတိတိကျကျသတ်မှတ်ပြီးစီကံပြေဝစွာဆောင်ရွက်ခြင်းဖြင့်ကိုယ့်ရဲ့ဘဝနဲ့လုပ်ငန်းခွင်မှာမလိုအပ်တဲ့ကြာရှုံးမှုတွေကနေကင်းဝေးစေမှာဖြစ်ပါတယ်။စစ်သူကြီးရဲ့တာဝန်ယူမှုနဲ့ခေါင်းဆောင်မှုတိုက်ပွဲတစ်ခုရဲ့အနိုင်အရှုံးဆိုတာစစ်သူကြီးရဲ့တာဝန်ယူမှုနဲ့ဆုံးဖြတ်ချက်အပေါ်မှာလုံးဝမူတည်နေပါတယ်။အောင်ပွဲရဖို့မသေးကြပဲဆုံးရှုံးမှုများနိုင်မယ်ဆိုရင်အထက်ကဘရင်ကိုယ်တိုင်အမိတ်ပေးရင်တောင်တိုက်ဖို့ညင်းရဲတဲ့တတိမျိုးစစ်သူကြီးမှာရှိရပါမယ်။အင်အားမပြုံးတီးစေဖို့စုခွာရတဲ့အခါမိမိအတွက်တိတ်ခါကြမှာကိုမကြောက်ဖို့လိုသလိုရှေ့တိုးတဲ့အခါမှာလည်းကိုယ်နာမည်ကြော်ကြားဖို့ထက်တပ်သားတွေရဲ့ဘေးကင်းရေးကိုဦးစားပေးရပါတယ်။မိမိရဲ့တပ်သားတွေကိုချစ်ခင်ကျင်နာရသလိုတစ်ဖက်မှာလည်းစီကံဥပဒေအတိုင်းတိကျပြတ်သားစွာအုပ်ချုပ်ရပါတယ်။ဒါ့အပြင်ရန်သူအကြောင်းမိမိအကြောင်းနဲ့မြေပြင်အနေအထားကိုတိတိကျကျသိရှိနားလည်ပြီးမိမိရဲ့ဒေါသနဲ့မာနတွေကိုထိန်းချုပ်ကာအပြည့်အဝတာဝန်ယူတာဝန်ခံတတ်တဲ့စိတ်ဓာတ်မျိုးရှိနေဖို့လိုအပ်ပါတယ်။စီးပွားရေးနဲ့ခေါင်းဆောင်မှုနယ်ပယ်မှာလည်းလုပ်ငန်းပျက်စီးရှုံးနိမ့်သွားတဲ့အခါအောက်ခြေဝန်ထမ်းတွေဒါမှမဟုတ်ဈေးကွက်အခြေအနေဆိုးတွေကိုအပြစ်ပုံမချပဲခေါင်းဆောင်ဖြစ်သူကစီစစ်ပြီးအပြည့်အဝတာဝန်ယူရပါတယ်။ကိုယ့်ရဲ့နာမည်ကျော်ကြားဖို့နဲ့ယာတုနေရအတွက်မဟုတ်ပဲအဖွဲ့အစည်းရဲ့အနာဂတ်နဲ့ဝန်ထမ်းတွေရဲ့ဘဝလုံခြုံရေးအတွက်ဗျူဟာမြောက်ဆုံးဖြတ်ချက်တွေကိုရဲရဲဝံ့ဝံ့ချမှတ်ပေးရပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလည်းကိုယ့်ဘဝရဲ့ခေါင်းဆောင်စစ်သူကြီးဟာကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာနားလည်ထားရပါမယ်။ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေအလေးအကျင့်တွေနဲ့ရလဒ်တွေအတွက်ပတ်ဝန်းကျင်ဒါမှမဟုတ်တခြားသူတွေကိုအပြစ်မတင်ပဲကိုယ်တိုင်အပြစ်အဝတာဝန်ယူတတ်တဲ့စိတ်ဓာတ်ကိုမွေးမြူရပါမယ်။မလိုအပ်တဲ့အာဃာတနဲ့ဒေါသတွေကိုထိန်းချုပ်ပြီးကိုယ့်ရဲ့အားသာချက်အားနည်းချက်နဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုမှန်မှန်ကန်ကန်သုံးသပ်ရပါမယ်။ကိုယ့်ဘဝတိုးတက်ဖို့အတွက်လိုအပ်ရင်ရှေ့တိုးပြီးတင့်တော်ရင်ဆုတ်ခွာရတဲ့အမျှော်အမြင်နဲ့တာဝန်ယူမှုရှိရှိဆောင်ရွက်သွားရင်ဘဝမှာမလိုအပ်တဲ့ကြာရှုံးမှုတွေကနေဝေးကွာပြီးအောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။မြန်ဆန်မှုနဲ့အာရုံစိုက်မှုဖြင့်အသာစီးရယူခြင်းတိုက်ပွဲမှာမြန်ဆန်မှုဆိုတာတတ်ပါပဲ။ရန်သူမပြင်ဆင်နိုင်သေးတဲ့အချိန်မမျှော်လင့်ထားတဲ့လမ်းကြောင်းကနေအရှိန်အဟုန်နဲ့ထိုးစစ်ဆင်တိုက်ခိုက်တာဟာရန်သူစီမံကိန်းတွေကိုရိုက်ချိုးလိုက်တာဖြစ်ပါတယ်။အင်အားတွေကိုမပြန့်လွင့်စေဘဲအာရုံစိုက်မှုအပြည့်နဲ့နေရာတစ်ခုထဲမှာစုစည်းလိုက်တာကရန်သူရဲ့ကွဲပြားနေတဲ့အင်အားကိုတာစည်းကနေဖြိုခွဲနိုင်ပါတယ်။တပ်သားတွေရဲ့စိတ်ဓာတ်နဲ့ရည်မှန်းချက်ကိုတစ်ခုထဲမှာအာရုံစိုက်မိသွားအောင်ထိန်းကျောင်းနိုင်ရင်ဘယ်လိုပိတ်ဆို့မှုမျိုးကိုမဆိုထိုးဖောက်နိုင်ပါတယ်။စီးပွားရေးနဲ့ဈေးကွက်ရှင်ပြိုင်မှုနယ်ပယ်မှာလည်းအခွင့်အလမ်းတစ်ခုကြုံရတဲ့အခါတုံဆိုင်မနေပဲမြန်မြန်ဆန်ဆန်စတင်လှုပ်ရှားနိုင်ဖို့လိုပါတယ်။ပြန်ဘက်တွေထက်အချိန်တိုအတွင်းမှာအာရုံစိုက်မှုအပြည့်နဲ့ထုတ်ကုန်ဒါမှမဟုတ်ဝန်ဆောင်မှုကိုဈေးကွက်ထဲအရောက်ပို့ပေးနိုင်ရင်ဈေးကွက်ရဲ့ဥဆောင်သူနေရာကိုအပိုင်ရသွားမှာဖြစ်ပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလည်း
ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်တဲ့အခါအချိန်ဆွဲမနေဘဲမြန်ဆန်ပြတ်သားတဲ့လှုပ်ဆောင်မှုနဲ့အာရုံစိုက်မှုရှိဖို့အထူးလိုအပ်ပါတယ်။တန်တရားတွေကြောက်ရွံ့မှုတွေကိုဘေးချိတ်ပြီးအရေးကြီးတဲ့အလုပ်တစ်ခုတည်းအပေါ်မှာအာရုံစိုက်လိုက်တာကမလိုအပ်တဲ့အချိန်ဖြုံးမှုတွေကိုတက်တာစေပါတယ်။အသေးခံရမယ့်အခြေအနေတို့တွန်းပို့ခြင်းတိုက်ပွဲမှာမိမိတပ်စခန်းဒါမှမဟုတ်တပ်သားတွေကိုနောက်ဆုတ်စရာလမ်းမရှိတော့တဲ့နောက်ပြန်လှည့်ရင်အသေးခံရမယ့်တေမြေရှင်မြေအခြေအနေဇိုးရဲရောက်အောင်တွန်းပို့လိုက်တာကတပ်ရဲ့စွမ်းအားကိုအမြင့်ဆုံးဖြစ်စေတဲ့နည်းဗျူဟာဖြစ်ပါတယ်။မိမိရဲ့တပ်သားတွေပြေးစရာလမ်းမရှိတော့ပဲတိုက်ရင်တိုက်မတိုက်ရင်တေရတော့မယ်ဆိုတာနားလည်တဲ့အခါကြောက်ရွံ့စိတ်တွေအလိုလိုပျောက်သွားပြီးတပ်ကိုပဓာနမထားပဲအစွမ်းကုန်စီလုံးရဲဝံစွာတိုက်ခိုက်ကြပါတယ်။မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ပိတ်ဆို့မှုကိုတောင်ထိုးဖောက်ဖျက်ဆီးနိုင်သွားကြပါတယ်။ဒါပေမဲ့ဒီနည်းဗျူဟာကိုအမြဲတမ်းသုံးနေမယ်ဆိုရင်တပ်သားတွေရဲ့စိတ်ဓာတ်ရောအင်အားပါလုံးဝပြိုလဲပျက်စီးသွားတာခေါင်းဆောင်အပေါ်ထားတဲ့ယုံကြည်မှုနဲ့တစ္ဆာတရားတွေလျော့ပါလာတာလုံးဝပျက်စီးဆုံးရှုံးသွားတာစတဲ့ကြီးမားတဲ့အန္တရာယ်တွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဒါကြောင့်အောက်ပါအခြေအနေ၃ခုနဲ့ကြုံရချိန်မှာပဲနောက်ဆုံးနည်းလမ်းအဖြစ်အသုံးပြုဖို့ညွှန်ကြားထားပါတယ်။နံပါတ်၁ရန်သူသို့မဟုတ်ပြန်ဘက်ရဲ့ဝိုင်းဝန်းပိတ်ဆို့မှုခံရပြီးလွတ်မြောက်လန်းလုံးဝမရှိတော့တဲ့အခါနံပါတ်2ရန်သူရဲ့အင်အားနဲ့ရှင်ရင်မိမိဘက်ကအလွန်အမင်းအင်အားနည်းနေတဲ့အခြေအနေမျိုးမှာစိတ်သက်ရေးရာအသာစီးရဖို့အတွက်လိုအပ်တဲ့အခါနံပါတ်3နောက်ဆုတ်လိုက်ရင်ရမယ်ဆုံးရှုံးမှုကရှေ့တိုးပြီးအသေးခံတိုက်ပွဲဝင်တာကပိုပြီးကြီးမားနေတဲ့အခါတို့ပဲဖြစ်ပါတယ်။စီးပွားရေးနဲ့လုပ်ငန်းခွင်နယ်ပယ်မှာလည်းအဖွဲ့အစည်းဒါမှမဟုတ်လုပ်ငန်းတစ်ခုဟာတက်တောင့်တက်တာနယ်ပယ်ထဲမှာတိုးတက်မှုနှေးကွေးပြီးပြန်ဘက်တွေရဲ့လက်အောက်ရောက်သွားတတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာခေါင်းဆောင်ဖြစ်သူကရှိပြီးသားအကာအကွယ်တွေအေးဆေးတာယာနေတဲ့နောက်ဆုတ်လမ်းတွေကိုပိတ်ပစ်ပြီးမိမိရဲ့အဖွဲ့အစည်းကိုတေမြေရှင်မြေလိုပြန်အဆိုင်ပြင်းထန်လာတဲ့ဈေးကွက်သစ်စီတွန်းပို့လိုက်ဖို့လိုပါတယ်။အဲ့ဒီအခါမမျောလင့်ပဲစွမ်းဆောင်ရည်မြင့်တက်လာပြီးမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ဈေးကွက်ဥဆောင်သူနေရာကိုရုန်းကန်တက်လန်းသွားနိုင်မှာဖြစ်ပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလဲကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအကောင်အထည်ဖော်တဲ့အခါဘဝမှာရှိနေတဲ့အပိုအကာအကွယ်တွေနဲ့နောက်ဆုတ်လမ်း plan B တွေကိုဆွန့်လွတ်လိုက်ဖို့လိုပါတယ်။ကို့မှာနောက်ဆုတ်စရာလမ်းရှိနေသမျှစ조사မှုဟာထက်ဝက်ပဲရှိနေမှာဖြစ်ပြီးဘာမှမရှိတော့တဲ့သေခံရတော့မဲ့အခြေအနေဆိုတဲ့အရောက်တွန်းပို့လိုက်မှကို့မှာရှိတဲ့စွမ်းအားအပြည့်နဲ့အာယုံဆိုင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။တရှိုးများကိုအတုံးချခြင်းကြိုတင်သိရှိခြင်းတန်ဖိုးတိုက်ပွဲတစ်ခုမှာအခြားသူတွေမလုပ်နိုင်တဲ့အောင်ပွဲကြီးတွေကိုအရယူနိုင်တာဟာကြိုတင်သတင်းရရှိမှုကြောင့်ဖြစ်ပါတယ်။ရန်သူဘက်ကအခြေအနေစီမံကိန်းတွေနဲ့အားနည်းချက်တွေကိုကြိုသိထားမှမလိုအပ်တဲ့ပျက်စီးဆုံးရှုံးမှုတွေမရှိဘဲအနိုင်ရရှိမှာဖြစ်ပါတယ်။ဒီလိုကြိုသိနိုင်ဖို့အတွက်ရန်သူအခြေအနေကိုတကယ်သိရှိနားလည်နိုင်တဲ့လူသားတွေစီကနေရယူရမှာဖြစ်ပါတယ်။အကြားအမြင်နဲ့ကံတရားကိုယုံကြည်ပြီးရန်စာတိုက်ခိုက်တာကတပ်ဖွဲ့တစ်ခုလုံးကိုအန်ဒီယာတွေနဲ့ပို့ဆောင်တာဖြစ်ပြီးမှန်ကန်တဲ့အချက်အလက်ရရှိမှအောင်ပွဲကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်။စီးပွားရေးနဲ့ဈေးကွက်ပြန်ဆိုင်မှုနယ်ပယ်မှာလဲကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုအောင်မြင်အောင်စီမံရမှာကန်ဆာတာနဲ့ရေဒီယာတွေဒါမှမဟုတ်စိတ်ကူးရင်ဆန္ဒတွေကိုအခြေမပြုဘဲဈေးကွက်နဲ့ပြန်ဘက်တွေရဲ့အခြေအနေအမှန်ကိုကြိုတင်သိရှိမှုအပေါ်မှာပဲအခြေခံရမှာဖြစ်ပါတယ်။ပြန်ဘက်ရဲ့နည်းပညာထုတ်ကုန်သစ်ပြင်ဆင်မှုနဲ့ဈေးကွက်ဗျူဟာတွေကိုကြိုတင်မသိရှိဘဲမတန်တဆဘတ်ဂျက်တွေသုံးရင်အရင်းအနှီးတွေဆုံးရှုံးသွားနိုင်ပါတယ်။နေ့စဉ်ဘဝနဲ့အတွေးခေါ်ပိုင်းမှာလဲဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်တော့မယ်ဆိုရင်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းဒါမှမဟုတ်ကံတရားကိုပဲပုံအောယုံကြည်မနေပဲအခြေအနေမှန်နဲ့အချက်အလက်တွေကိုကြိုတင်သိရှိအောင်လှုံ့ဆော်ရပါမယ်။မရေမရာသတင်းစကားတွေနဲ့အကြောက်တရားတွေနောက်မပါပဲအချက်အလက်မှန်ကိုစစ်စစ်စုံစမ်းပြီးမှဆုံးဖြတ်သွားရင်မလိုအပ်တဲ့ဆုံးရှုံးမှုတွေကနေကင်းဝေးနိုင်မှာဖြစ်ပါတယ်။တရှိုး၅မျိုးတိုက်ပွဲတစ်ခုမှာရန်သူအခြေအနေမှန်ကိုတိတိကျကျသိရှိနိုင်ဖို့သတင်းအချက်အလက်စစ်စစ်ရယူရမှာတရှိုး၅မျိုးကိုဟန်ချက်ညီညီအသုံးပြုရပါတယ်။ပထမတစ်မျိုးကရန်သူနယ်မြေတွေကဒေသခံပြည်သူတွေကိုအသုံးပြုတဲ့ဒေသခံတရှိုးဖြစ်ပြီးရန်သူပတ်ဝန်းကျင်နဲ့မြေပြင်အနေအထားအချက်အလက်တွေကိုစီစစ်နိုင်ပါတယ်။ဒုတိယတစ်မျိုးကရန်သူအရာရှိနဲ့ဝန်ထမ်းတွေကိုအသုံးပြုတဲ့အတွင်းတရှိုးဖြစ်ပြီးရန်သူအဆင့်မြင့်စီမံကိန်းတွေနဲ့လျှို့ဝှက်ချက်တွေကိုစီစစ်နိုင်ပါတယ်။တတိယတစ်မျိုးကမိမိထံရောက်လာတဲ့ရန်သူတရှိုးတွေကိုလက်ထိုးသွေးထိုးပြီး
ကိုယ့်ဘက်ပါအောင်ပြောင်းလဲစေလို့တဲ့တရှိုးသို့မဟုတ်သားကောင်တရှိုးဖြစ်ပြီးရန်သူကွန်ရက်ကိုတုံ့ပြန်ဖြိုခွဲပေးပါတယ်။စတုဒ္ဓတစ်မျိုးကမိမိဘက်ကသတင်းအမှားတွေကိုပေးအပ်ပြီးရန်သူစီအဖမ်းခံခိုင်းကလှည့်စားစေလို့တဲ့အသေးခံတရှိုးဖြစ်ပြီးရန်သူစီမံကိန်းတွေကိုဟန်ချက်ပြတ်သွားစေပါတယ်။ပစ္စမတစ်မျိုးကတော့ရန်သူစခန်းထဲကနေသတင်းအချက်အလက်အမှန်တွေကိုဘေးကင်းစွာတည်ဆောင်ပြန်လာနိုင်တဲ့တရှိုးဖြစ်ပါတယ်။ဒီတရှိုး၅မျိုးစလုံးကိုစနစ်တကျချိတ်ဆက်ပေါင်းဆက်ပြီးအလုပ်လုပ်ခိုင်းတဲ့အခါရန်သူဘက်ကဘလို့မှကာကွယ်လို့မရတော့ပဲဖိုးတန်လာတဲ့သတင်းကွန်ရက်ကြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။စီးပွားရေးနဲ့ဈေးကွက်ပြန်ဆိုင်မှုနယ်ပယ်မှာလဲသတင်းအချက်အလက်ကွန်ရက်ရယူရေးစနစ်ဟာဒီသဘောတရားအတိုင်းပဲအလွန်အရေးပါပါတယ်။ဈေးကွက်အခြေအနေနဲ့တုံးဆွဲသူတွေရဲ့သဘောထားကိုဒေသခံသုတေသနတွေကနေရယူရသလိုပြန်ဘက်လုပ်ငန်းရဲ့အတွင်းပိုင်းနည်းပညာနဲ့စီမံကိန်းတွေကိုစီစစ်သိရှိနိုင်ဖို့နယ်ပယ်အတွင်းဝန်ထမ်းဟောင်းတွေသို့မဟုတ်မိတ်ဖက်တွေကိုအသုံးပြုရပါတယ်။ပြန်ဘက်ကဆေလွတ်လိုက်တဲ့သတင်းစကားတွေသို့မဟုတ်ဈေးကွက်ရေချိန်တွေကိုပြန်လည်အသုံးပြုပြီးကိုယ့်ဘက်ကထုတ်ကုန်သစ်တွေဗျူဟာမြောက်ပြင်ဆင်တာမျိုးလုပ်ရပါတယ်။ဈေးကွက်ထဲသတင်းအမှားတွေလွှင့်ပြီးပြန်ဘက်ရဲ့အာရုံစိုက်မှုကိုလွှဲပြောင်းလိုက်သလိုအဓိကသတင်းအချက်အလက်တွေစီကနေဈေးကွက်အခြေအနေအမှန်ကိုအချိန်နဲ့အမျှရယူခြင်းဖြင့်ဈေးကွက်ဥဆောင်သူနေရာကိုအပိုင်ရယူနိုင်မှာဖြစ်ပါတယ်။သတင်းအချက်အလက်စီမံခန့်ခွဲမှုတိုက်ပွဲတစ်ခုမှာသတင်းအချက်အလက်ရရှိရုံတွေမကဘဲရရှိလာတဲ့သတင်းတွေကိုစီမံခန့်ခွဲတာနဲ့လျှို့ဝှက်ချက်ထိန်းသိမ်းတာဟာအောင်ပွဲအတွက်အလွန်အရေးပါပါတယ်။သတင်းရယူသူတချို့တွေကိုအနီးကပ်ဆုံးမိတ်ဆွေတွေလိုပြုမှုဆက်ဆံရပြီးအထူးခြားဆုံးဆုလက်တွေပေးအပ်ထောက်ပံ့ရပါတယ်။သတင်းအချက်အလက်စီမံခန့်ခွဲရာမှာရရှိလာတဲ့သတင်းအချက်အလက်တွေကိုချက်ချင်းပုံအောမယုံကြည်ပဲအခြားနည်းလမ်းတွေနဲ့ထပ်မံစီစစ်သုံးသပ်ရပါတယ်။ဒါ့အပြင်သတင်းအချက်အလက်တွေကိုတိုက်ပွဲမစခင်တင်းကျပ်စွာလျှို့ဝှက်ထားရပြီးသတင်းပေါက်ကြားသွားတာမျိုးရှိရင်သတင်းပေါက်ကြားအောင်လှုပ်ဆောင်သူရောသတင်းရရှိသွားသူကိုပါပြင်းထန်စွာအရေးယူဆောင်ရွက်ရပါတယ်။သတင်းအချက်အလက်တွေကိုစနစ်တကျခွဲခြားစီစစ်ပြီးမှန်ကန်ကြောင်းသိကြမှဗျူဟာမြောက်ဆုံးဖြတ်ချက်တွေချမှတ်ရတာဖြစ်ပါတယ်။စီးပွားရေးနဲ့ဈေးကွက်ပြန်ဆိုင်မှုနယ်ပယ်မှာလည်းသတင်းအချက်အလက်ရရှိရေးနဲ့စီမံခန့်ခွဲရေးဟာလုပ်ငန်းအောင်မြင်မှုရဲ့အသက်သွေးကြောဖြစ်ပါတယ်။ရရှိလာတဲ့ဈေးကွက်သုတေသနအချက်အလက်တွေနဲ့ပြန်ဘက်ရဲ့သတင်းတွေကိုစီစစ်သုံးသပ်ပြီးမှစီးပွားရေးဆုံးဖြတ်ချက်တွေချမှတ်ရပါတယ်။